ဝါမို့အဲ့ဒါပဲမလုပ်တာ မင်းသားကပဲဗျာ ကောင်းမနေစိုင်းတယောက်ကမြည်လို့တီးလိုက်တော့ မလုပ်ပါနဲ့ရှေ့မှာဘောမွေးမင်းသားကကလေးကြီးကလုပ်ပေးထားတယ်ဒါကြောင့်ကမယ်ကမယ် ဟာလေသွားနေခုံနေလို့ပဲကောင်းပါလို့နည်းနည်းက အမလေးနေအောင်ပါငါပြောလဲဆိုပြင်းမှာတော့ဒါကကောင်းမလေးကိုခေါ်လာအောင်ပဲ တခေါ်ရင်ခေါ်ရင် စာနဲ့ပြင်နဲ့ခေါ် ခေါ်လေရ မြတ်တတပံမောင်မောင်ချင်းစောလာရတဲ့ရွှေရောသံတော်အလေးဗျာ မယလာပါပါတော်ကခံစားရရှိကြောင်းပါခင်ဗျာ ဝါမို့ကောင်းပါလေးပိုင်ငါလည်းကမယ်လေကွာ ဟာအဲ့ဒါဆိုမင်းကငါသက်တော်တဲ့ပါကြီးရင်မင်းကငဲကျွန်းငါရဲ့ငဲကျွန်းဗျာမင်းကငါရဲ့အသေးပါ ဟုတ်ကဲ့ မင်းကငါရဲ့ခိုင်းပါမင်းကငါရဲ့တောက်လို့မရမင်းကငါရဲ့ ထောင်းသားကြီးကဲပါလိမ့် ဟုတ်လေမြတ်တတပံမောင်မောင်ချင်းစောလာရတဲ့ရွှေရောသံတော်အလေးဗျာတိုင်းတော်ပြည်တော်ချီတော်မူရအောင်အဲ့ကြောင့်မမငယ် မမဒီနေရာနေရွာဆန်းလို့မသိကြောင်းပါဗျာ မိုက်လိုက်တဲ့ကြီးကျိုးကိုညာကိုနေလာမဟုတ်ဘူးသွားခဏတော့ယူကြည့်လား ဘွားတော့တေရန်ရန်သိမှာဗျာ ကျင်းမိုက်ကြုံမိုက်ကြပါနမငယ်ဝဲပြီးတော့ယူပါနဲ့ မလာပါမောင်တော်သဘောတော်မြတ်ရပါခင်ဗျာ ဟိုဘက်ကဆိုတော့စာစာကြီးတွေကလုံးလုံးမလို့ဗျာ အဲ့ မင်းဝါမို့ အဲ့ မင်းကိုနိုင်တဲ့ဇတ်ထုတ်ငါကိုယ်တိုင်ကပြမယ် မင်းငါတို့မြောက်အစီပြင်းတော်မင်းကနာလို့ မ ဖြစ် နာလို့ကွာ မင်းဇက်တော်တွေပြောင်းပြီးတော့က ကမှာ ရတယ်လေမင်းကြိုက်တဲ့ဇက်တော်ပြောင်းသူနဲ့သာဆိုတော့လိုက်တယ် သိရတယ်နော် ဟုတ်လိုက်ဆန်းပါ အတွင်းကနေကမင်းထွက်တဲ့စီမကြီးတော့ရှာချန်ခေါ်ခဲ့ပါသူဘာကမီးတော့ခေါ်လာရသလားတကားတော့မောက်ကျော်ဆော်ကားတဲ့ညီဘွားရာသမန်လင်မန်းနဲ့ရွှေလန်းတော်ရိုက်လိုက်မယ်ခေါင်းကိုက်ကိုက်ကြောက်တော့ရောဟဲ့ အောင်းရလေဗျာအောင်းရလေဗျာဒီတကားမှာဖတ်တော်တယ် ခက်တော်တယ် ဒီတကားမှာခတ်တော်တယ်မကြီးတော့ရှာကြံတဲ့မှာမလားရှာကြရမလားလို့ကျုပ်ကိုရွှေတန်းနဲ့အသေးတန်းတော့မလို့တော့မကြီးပေါ်ရဲ့ မလာပါပရိခင်မောင်မောင်ခင်ဗျာ အမလေးကွာရအောင်ပါမနော် ကအ တင်းဆွဲဆိုရလေအတင်းကဘာမှမယူဘူးရဲ့ဘူလာစံကြီးတမကဝိရပါတဲ့အတောင်း24လာရလီ ဒီရွယ်ကိုမင်းမြူရင်မင်းတပိတ်ကဘာလို့ရောက်ရလဲငါဖာဝေးရဲ့ မင်းဆိုတော့ဇက်တော့ဘလို့အခုမပန်းဝေးရောက်သွားတာ ရှာမချင်းနဲ့မင်းကိုနှိမ့်ဆက်တဲ့သားတော့ငါကိုယ်တိုင်ကမှာ ဟာဇက်တော့ကပြောင်းပြီ ဟုတ်တယ်ဟုတ်တယ် ရပါလေဗျာဇက်ထုတ်ပြောင်းတော့လေငိုချင်းပြောင်းရမှာပေါ့ဗျာ ကြောင်းနေဗျာ အမလေးကြီးသားမအောင်တိုးလေးမှာတစ်သိရှာသွားတာဒီလောက်တော့ပြန်နေမှာတော့ဘလူးနဲ့လုပ်မထင်ဘူးမဆံပွေရဲ့ တခေါကောင်းသားနေလား ရှင်တော်လေးပါနဲ့တုတိတင်နာမောင်တော်ရေသစ္စာတရားစောင့်တည်ကြောင်းပါဖေယ လောက်လာရ ရှင်းချက်တော့မပေးနိုင်ဘူးဟဲ့မင်းမိမဘိုင်တရတဲ့သားပေါက်သားမလားမသားဘူးလားပြောမောင်ကာက မင်းဇက်တော့ကာကကြောင်းပါကြပြီကွာ ရှာမချင်းနဲ့မင်းကိုနှိမ့်ဆက်တဲ့သားတော့ငါကိုယ်တိုင်က အမ မှာ လေးကိစ္စမရှိပါဘူးဗျာကျုပ်ရဲ့မိမဘိုင်ထဲကတရေသားကိုဟုတ်ကဲ့လဲလား ဟောက်စားရမယ် အမလေးဟာဟိုက်ရောက်တော့ဟာဟိုက်ရောက်တော့ မင်းကြောက်လို့စင်းပြေပြီ ရတယ်ပြန်ခေါ်လိုက်တာပါ ဟုတ်တယ် အော်ဗျာမရွှေဦးဒုံမလဲပြောနေတာပြောနေတာ ပဲပြောနေပါလားအမလေးဇတ်ထုတ်ကဒီညမှာလည်းနေပြီတာမှာရော ဘယ်နဲ့သတ်တော့ကငါလာမသိရတလား ဒီလာတော့မသိဘူးလားငါတော့ကားကျင်တာပါ သုံးက အမလေးအမလေးဗျာအမလေးအမလေးဗျာ အပလေးတွေများလွန်းနေတယ် ဘိုးတက်စားတာမေ့နေတယ်အော်ဗျာမရွှေဦးမောင်တော့ဘုံလေးပါနဲ့တဲ့ပြီပြန်တော့မလားမရွှေဦးရဲ့
မင်းနဲ့တပင်းကကြထားတာကြောင့်ကျမလေးမပြောဘူးပြောရင် အလိုလိုမှမြက်တာမရှိပါဘူးဆိုစောင့်မြင်တောင်းတော့လှုပ်ရမယ်နဲ့တော့ဒီရတော့ကငါမငိုတော့ဘူးလေငိုတော့က ဟိုပါဟိုပါ အမလေးဗျာအမလေး ဘိုးတော့ စောင့်လေးပါမမမဲတော့သူဆက်ရနိုင်ယူရကလေးပူလာပြီးနေဒီလိုဒီပါတော့ဝဲတော့မကောင်းတဲ့နာစီ မကောင်းတဲ့နာစီရဲ့ငါနေချဲတာပြောရုံပဲဟဲ့နေချဲတာတဲ့ဘူးပေါက်ကြတော့ဘေဒါမတော့ရေတလာကမထိုင်မမှန်ယူလားမပြောက်ဘူးရဲ့အာ မင်းငါပြောင်းပြီးရောက်တယ်မင်းဆက်ထုတ်တာလေဟိုကြောင့်ဒီကောင်းနေ ရှာမရှင်နဲ့မင်းကိုနေဆက်တဲ့တာတော့ငါကိုယ်တိုင်ကတာ ဟုတ်ပါဘူးမင်းဆက်ထုတ်ဘယ်တော့ပြောင်းပြောင်းမှာငါဘယ်တော့ရိုက်ရိုက်ပါဟိုဘာလို့မင်းသမီးရောက်တော့မြတ်တာအောင်တော့ပါ မင်းဆောင်တဲ့တက်တော့ပြတာမှတ်တာကွာဇတ်ထုတ်ပြောင်းလို့မင်းသမီးပြောင်းတာ ဩဟဲ့ဟိုမင်းသမီးနဲ့တော့မင်းကြက်တော့ရိုက်သွားရိုက်ရတာအတတ်ထုတ်တယ်ထုတ်တယ်ကညုံညုံလေးငိမ့်ခံနေလိုက်မယ်ဟောဒါကြီးပြတော့မင်းငါမေရွေးသားပုံကတော်တော်သင်းလာတယ်တော့မင်း ဟော အဲ့တော့မင်းကဇတ်ထုတ်ပြောင်းလို့မင်းသမီးပြောင်းတာသိကြလား သိကြတယ် ဇတ်ထုတ်ပြောင်းလို့မင်းသမီးပြောင်းခြင်းဆိုလို့ရှိရင်ရောက်ဟာလေငါလည်းမင်းသမီးပြောင်းလို့ဇတ်လမ်းပြောင်း မင်းပြောင်းနိုင်ပြောင်းငါလည်းရှိုက်ပါပဲငါတို့ ဟာမင်းရိုက်ချင်တဲ့မြတ်ကျင်တဲ့လေရောက်ဒီမင်းသမီးတရားတော့ရောက်နဲနဲမှကိုရိုက်မခံနိုင်ဘူးပါရောက်ဟဲ့ပါဟဲ့ရအားရမလို့ဒါရှင်မဲ့တဲ့နောက်ကျောင်းနဲ့ကွာကွာမှကြောက်လို့ဒီမှာဘူးတီလေးတွေစုံတာ အကြည့်ပါဦး သူကသိနေတော့ကွာကြမှာကြောက်လို့ရှင်မဲ့တဲ့နောက်ကျောင်း ဟာငါလည်းပါမှာ ကိုစလန်းက ရတော့ မင်းကငါနှိမ့်ဆက်လို့မင်းနှိမ့်ဆက်တဲ့ဇတ်ထုတ်ပြန်တာ မင်းကတိုင်းကအ လဘာ အေးလေအေးလေအေးလေအတပါအေးလေအေးလေအေးလေ ဝမ်းတာလေငါနဲ့တွေ့ရဝမ်းမလားပါငါကတော့မင်းနဲ့တွေ့ရဝမ်းပါ အဲ့ဒါဘာဇတ်ထုတ်လို့ မြင့်မြင့်ရဖော်ပေါ်ကတော့စလန်းလေးဝါ အဲ့ဒါကတော့ငါလည်းတည်တယ်လေကွာ သိပြအစကတည်းကတည်းကလေးဝါ မင်းတယောက်ထဲကမလာလို့ကွာ ငါကြောင့်လည်းတောက်လို့မရဘူးဝါ ဒါတော့ငါပဲကြည့်ပါလို့ကွာ တိုက်ကြတိုက်ဒီမှာတည်းပြီးတော့လေကွာရှားရငါပြေတော့မလဲကွာ လူရတော့ရဲ့လား နာလေးတော့နန်းနန်းစီးနေတယ် မင်းနာလည်းခဏခဏကိုသိနေတာပဲ လေချောင်းပြတော့ကဒီဘက်ပိုးကိုစီးတော့တယ်ရဲ့သူကကားရရှိတဲ့လူကလည်းကားစီးတာပေါ့ဟာ သိတယ်လေ ဆိုင်ကရှိတဲ့လူကလည်းဆိုင်ကစီးတာပေါ့ သိတယ် ငါကြလည်းနားရှိတာဆိုတော့နားပဲလှိမ့်စီးနေရတော့မင်း သိလို့မိလေရုပ်ကကိုနာရုပ်ပေါက်နေပြီ ဟုတ်မစည်းနဲ့မပြောခဏနေဦးသူကသချင်းပြောနေတာ ဟာနေလူရုပ်တော့ရေလားဘာလဲတော့ ရှင်လူရရှိရဲ့လား ရှိရမုံလေးကနေမှ2ရက်ရှိသေးတယ် ဟုတ်ဘူးကချီရလားလို့ပြီးတာမပြီးလို့ ရှင်းတယ်နဲ့ရှင်းတယ်နဲ့မပြီးတာကလေးစိုးစိုးအကိုခွင့်မဲ့တယ် ဆက်လိုက် ရှင်လူလူတွေတဲ့ကဘုံညာဘုံညာမစ္စကာနည်းနည်းလေးရလာမိတာ ကလေးနဲ့လေကလေးနဲ့ ဘိုးဘက်ကခုံးကြတော့ရသွား ဘုံဘုံဘုံမင်းတို့ကတမျိုးမထင်နဲ့ကျွန်တော်ဘာကြောင့်ကလေးမအောင်ပြန်ဆိုခိုင်းတာလို့ဆိုတော့ပြိတ္တအရင်မရှိလဲနဲ့အမျက်များတယ်လို့ပြောမခံနိုင်ဘူး ဟုတ်ကဲ့ အရင်မရှိတဲ့တချင်းကိုအရင်များအောင်ကျွန်တော်ဖန်တီးပါ အဲ့လိုတော့ ကောတော့ တက်ပြီးဘာလို့ဘာလို့ ရဲရပိတ် တက်ပြီးတက်ပြီးရ ရပြီတင်းတင်းပဲပေါ်ရှိတင်းရပါအဲ့ပေါ်တယ်ကတော့မတီးပါမရတယ်အဲ့ပေါ်ရှိဆမအားလို့ အိမ်ကတေချာတက်ပြီးတော့ပါလူရင်းတာမင်းကြီးကုန်တယ်လို့ကဒီသရှင်းလိုက်တာ ဟဲ့အဲ့ဒါ ငါတော့မင်းလည်းဟိုခေါင်းကျော်တွေတော့ပဲပြီးတော့ဆိုင်မကြီးကျူးနေတယ် ဟဲ့အဲ့ဒါတွေဖဲမပြောနဲ့မင်းကတာတွေဖဲမပြောနဲ့ပရိသတ်ရှိဗီယိုတွေရှီယိုတွေလေးပြောနေရတာဟော မမင်းတို့တော့ခဏနေကျွန်တော်ပြန်လိတာပဲအရင်နားထောင်ကြည့်လိုက်နေလူရုပ်ကောင်းရင်လားဝိုင်းလေးရဲ့တစ်ချက်စိုင်းလို့ဒီတော့ဒီလိုကောင်းတယ်ဟဲ့ညီမလေးရှေ့အစ်ကလေးစုပြတာ ပြမရဲ့အေးလေးလား အဲ့ဒီနဲ့ဘာလို့ချမ်းချက်ကြီးဝလာတော့တခါလဲ မင်းကလေးပဲလှကျင်တာ
တာဟိုကောနေလေ ညီမလေးအင်းနေကိုဟာလေးပတ်ထား ကိုဟာလေး တော်သေးတယ်ဖေးပါလာလေ ဒီမှာရဲ့အင်းနေလားပါရတော့ ရှိချီတဲ့တရားပါရင်လုံးလို့တွေ့တဲ့ကဘာဝညာညာစားတာ တော့မင်းတို့ဘယ်သူလုပ်လိုက်တာ ဘာမှလုပ်ပါဘူးကျုပ်ကဟန်လေးချက်ပဲ ဘာလို့ထီရသုံးလဲတော့ ကာရမင်းကင်တာချမ်းတော့မယ် ဘယ်လဲပါတော့ကိုင်နာမကိုင်နာတော့တာကိုဤဘယ်သူပေါ့တာ ဘာလို့လို့ကြာခင်ဗျာ အဲ့ဒါဆိုတော့သိနေဝမ်းမိုးရတော့ဝေးပြီ ဘာလို့လို့ ဝမ်းမိုးအင်းနဲ့ဖင်နဲ့ဝေးတော့ကို6လနဲ့9ရက်ရှိတော့ ဒီရက်တော့အတိအကျတွေ့ထားတာ တို့ကကျင်းလို့လည်းမကောင်းဘူးတို့ကမကောင်းဘူး ကိုအေးတို့တော့နာနေတော့ တို့ဓာကြီးဖြစ်နေတယ်ဓာကြီးကမမိတ်နဲ့ ဟိုပြောင်းသက်မလုပ်နဲ့တော့ဟိုအကောင်းမှတော့ဤပေါင်းပါဆိုလဲနောက်စင်းလောက်ကြ လုံးလို့တော့မမိတ်အဲ့ရလားဟိုရှင်းရှင်းလေးပြောလိုက်မယ်ကြောက်ပြုံသီးနာဆိုရင်ဒီဘက်ကဖတ်ကောင်ဗျာ ဟာ ငင်းငင်းနဲ့ဆိုရင်ကြောက် ကြီးတော်စင်နှံခွဲတာမင်းတယောက်ရှိတယ် ပြောင်းလာမဟုတ်ဘူးနော်ဤပြောနေတာကဲဒုတိယအစိတ်ကလေးဗါတဲ့အပြင်မှာရက်အင်းနေလားအဲ့ဒီစိတ်လေးထက်တိပြမယ်နော် ဆက်ဆိုတာပါ ရှိမန်တော့အေးရလို့မစ္စတာပုံစံ လုံးမချတယ်တော့စကားမှပြီးလို့စာဖို့ဆိုတဲ့နေရာလေးပြီးအောင်ဆို တက်တော့ ရှိမန်တော့အေးရလို့မစ္စတာပုံစံ ပြီးအောင်ဆိုလို့လိုက်တယ်လေးဆိုတန်းလို့ ရှိမန်တော့အေးရလို့မစ္စတာပုံစံ ပါ မင်းကဘယ်လိုကြားလဲ အဲ့ဒါစာဖို့နဲ့ တော့တော့အဲ့ဒါကြီးတအားကြိုက်တာ ကြိုက်ရင်ပြန်လေ ဟိုမင်းတို့မပီတာလေးလည်းနည်းနည်းခွတ်လုပ်ပေးအောင်ပါ ဒီနေရာမပြီးရလား အချိန်မှန်တော့အေးရလို့မင်းစားဖို့ဗါတဲ့ ငါကိုလွန်တဲ့ကြောင့်ပုံစံအကားလေးမရတာမျိုး နားပြန်ပြီးကမင်းတို့တော့တာတော့ နင်းနဲ့ဒိတ်မရှိတယ်ပေါ့ငါမဟုတ်ဘူးလို့ပြောတာဟောနင်းနဲ့ငါပဲကြည့်ပြီးဟောငံတယ်ကွာလေမင်းညာလုံးမီးကွာငါညာဆိုတော့ပြိတကတော့ထင်တော့မဟုတ်ဝမ်းမှုရတကယ်ကိုဖွာချနာတယ်အခုငါပြိတကမြင်စားပါလိမ့်မယ်မပေါ့ဘူးလို့ပြောနေတာကွာအဲ့ဒါမင်းနဲ့ငါလည်းပဲသိပါလို့ကွာမင်းကမနဲ့ဘူးလို့မပြောဘူးလေကွာငါမပေါ့ဘူးလို့ပြောတာကွာမင်းလေဟုတ်တယ်ကွာမပေါ့ဘူးနဲ့လာလာပြောအဲ့ဒါဘာလဲလဲပြောဟုတ်တယ်အဲ့ဒီမပေါ့ပဲနဲ့ပေါ့တယ်အဲ့ဒီပေါ့တဲ့ကောင်ကောင်းတယ်ဒီပါလေလားကွာ မင်းကမပြောနဲ့ဟဲ့ ကောင်ငဲပေါ့တာလားကွာ ငါလည်းမပေါ့ဘူး မမရမနေနဲ့ဘူးကွာအဲ့တော့တိုင်းနေတိုင်းပါသေးရတာလာမပြတ်ကိုချေတော့ကလေးကတိလို့ပါလေရရတယ်အိုက်ဒီခံကြုတ်အိုက်ဒီခံကြုတ်နည်းနည်းရေးပြီးသွားအိုက်ဒီကမိအောင်ဖမ်းနေမယ်ရမိအောင်မဖမ်းနေမယ်အိုက်ဒီက တတိယအစီကတော့နားလဲစိတ်တော်ကိုတိပြတယ်နှစ်ချက်စီနှစ်ချက်ဝါးနဲ့ဒီလိုလာတယ်ဟေး ဟဲ့အီမောင်ကခေါ်လာလို့ဟဲ့ ဟာ အဲ့ပြပါလို့ ဒီကဲ ဟယ်လိုဟယ်လိုမနာအောင်ပါမင်းခေါ်လိုက် ငါတကယ်မဟုတ်လားလို့ပြောတာမမမနဲ့အီမောင်ကတော့မိရင်လို့ရှောက်ပြော တော့ဒီလိုတော့ပတ်မာထီဆိုငါဖေကဘူးဆိုထွက်သွားတာကမင်းတို့ကလူရတော့မှလည်းပြောတော့ငါရှက်တော့ဟောပါငါ အေးတကယ်ရှက်နေတာပေါ့ ရှက်တော့ဟောပါ ဒီလောက်မှရှက်နေလေမင်းပြခွက်ကြီးငါဖေအောင်သားထားလိုက်တာ ကြားသွားမှာပေါ့ဗျာ ဘုံဘုံဘုံမင်းတို့ပေါက်တာမဆမ်းဘူးနောက်ကကောင်းမလေးမှဘာမှလည်းမပြောရတော့နားလဲအောက်ခံနေရတာအသားတွေကိုမဲတက်သွားပြီနော် ရွာသားဒီတဲ့တမမဲနိုင်တော့ပါဘူး ဘာလဲ မဲတာအရစ်ကုန်သွား ဟောထိတ်ပုံနဲ့ မလေး အဲ့လိုမပြောပါနဲ့ကောင်းပါလေးကအေးပူမိသွားတယ် မလေးတော့ဝါမောမင်းတို့တော့ဝါကဲနဲ့ဓာတ်ပေးရမယ်နောက်ဆုံးအပိုက်ကိုကျတော့ဝပြေးနဲ့ကတ်တောင်းရတော့လောပေးပါခစ်တဲ့ချင်းကိုစိုင်းလို့ဒီလိုတိတာဟေး ဘာသာကြုတ်ပြောအောင်လို့ဆိုခင်ဗျာကိတချင်းများဗျာလက်နာခံပြီးတီးနေသေး ဟော ဒီ
ကြည့်ရတာပေါ့ဟာပြိတ္တပဲကြည့်တာမဲ့ပါလို့ ခင်တချင်းမှမရင်လက်နာကြမလို့ဘူးစံကုန်ခမ်းပြီးတော့ဖွဲလိုက်နဲ့တိဝတ်တိုက်ကြမလို့ဘူးကျုပ်တို့ ခင်တချင်းလက်နာကြမလို့ဘူးစမ်းမကုန်အောင်ဟုတ်လား ဒီဝိုင်းတန်ထွက်အောင်ကျွန်တော်ကြံမလို့ အဲ့ဒါကြတော့ပိုးသွားပြီ ဟုတ်လား ငါဆိုင်ထဲမှာတီးဝိုင်းမှာပါတယ်ပြိတ္တအတိဆုံး ဒီဝိုင်းပစ္စည်းမပါလဲဒီဝိုင်းတန်ထွက်အောင်ကြံလို့ရ တီးဝိုင်းနဲ့ထောက်အောင်ကဘလို့ကြံမလို့ကြံတာ ဒီဝိုင်းကကြံတော့ဟောရ ကြံလိုက်ကြံလိုက် ကြံတော့ကြံလာတော့မအောင်မြင်သေး အေးအာဒီဘွဲလိုင်းကောင်းပါလေ ဟဲ့ကောင်မိတ်ကတော့ကဘာလုပ်ပါတော့ ဘူးဟောငါညက်တော့ကွာဒီဝိုင်းတန်ကွာဟိုအတန်မျိုးလူချင်တော့ကွာဘာလို့ ဘယ်တန်းတော့ ဒီဝိုင်းနေထဲမှာခြေထောက်နဲ့နင်းနဲ့ကက်တန်ကြီးတွေကြားပွင့်မလား ဘယ်ရ ခြေထောက်နေနဲ့နင်းနဲ့ကက်တယ်မလို့တော့ ဟော အဲ့လိုတာအဲ့ဒါဟုတ်ပါပြီမိတ်ကပေါင်းနဲ့ဘာဆိုင်လို့လဲ အဲ့အတန်မျိုးထွက်အောင်ဒါနဲ့ကြံကြည့် ဟုတ်တယ်ဟုတ်တယ်ဟာကြီးကောရပြီသဘောကျတယ် မိတ်ကဘောလေစောက်ပါဦး ဒီအတန်မျိုးလူချင်တော့ရောက်ခိုးကကမဲ့သူများနဲ့မတူမှတော့တချင်းဆိုတာပေါက်တာအဲ့တော့ဒီကက်တလုံးနဲ့တချင်းဖြစ်အောင်လုပ်တာ ဟုတ်ပြီ မင်းတချင်းကြီးတွေဝါသနာပါတယ်ညနေမင်းရေးထားတဲ့တချင်းစု ကျွန်တော်ဆိုလိုက်မယ် အဲ့မှန်တဲ့ချင်းပဲသရှင်တော့ ကောင်းရင် line ပေါ်တင်မယ်ဆိုတော့ဘာရောက်ငါတီးမယ် အဲ့တော့ပါ အာချင်းတော့ တနာကြပါကညာတနာကြပါကညာအကိုကြီးတို့ပြေးပါကမ်းပါတားရပါပါကညာ ဟိုင်းဆိုမဲဆိုတော့တော်သားတစ်ချင်းတော့ဆိုတယ်ဘလို့တော့ကောင်းပါလို့ ဒီဝက်ဆရာမအားမနာကွာမင်း ကိုယ့်ရဲ့ဘဝအမှန်ခုမှသိရတယ် ဝါမို့ ဒါလည်းတော့ယုံကြည်သွားမှလားဒီဝက်နဲ့ပေါ့လို့ရတယ် ရှုံတော့ယုံကြည်တယ်ကငါနားနဲ့တစ်ခုလိုနေတယ် ဘာလို့လို့ အဲ့ဒါဘာလို့လို့မင်းတို့ဟိုတကယ်တီဝိုင်းပွဲဒီမှာပဲကြီးလိုက်နေသူတို့အငဲတို့အာသာနေတို့ဝိုင်းတို့ဆိုရင်တယောက်ဆိုရင်ကျတဲ့ဆိုတော့ဒီအလကားမနေဘူးတပနာကိုနေနေလိုက်ရိုက်တာရှိချက်အဲ့ဒါလေး အဲ့ဒါမျိုး ရွာသားရှက်ကျွန်တော်ရတယ်လူများ ရှက်ရတယ် ရတယ် ဘယ်လိုရတာ ခဏလေးတော့ကျွန်တော်ကြံလာအောင် အကြမ်းတော့ကြိုင်တော့ နော်ကြံလာအတန်လေးနာတော့ အေး အလဲဝါပါပါဖြစ်တာ သိပါပြီကျသိကြပါလား ရွာသားရဒါဆိုလို့ရှိရင်ရွာသားကျွတ်တော့ပမာယုံကြည်မှုတော့ပြေဝရှိနေမှာပြီ ရှက် တော့ ဟာဘာလို့ဟာလို့ အခုလိုသေးတယ် အားလုံးလဲ ဝါမို့ ဟာလို့ အနေနဲ့ခစ်တဲ့ချင်းဆိုတော့ပြိတ္တနားထဲမှာ site တော်တော်ဒီကလူသေး ဟောဟုတ်တယ် ဘယ်ဥစ္စာပြောလဲ ကိုယ်နဲ့တိပြရတော့ကွာ ဘုသူတောက်တာဘုသူတောက်တာ ဘာဖြစ်လို့တော့တိပြရ အဲ့ဒါမျိုးမလို့ရှိဘူးအဲ့ထက်ကောင်းတဲ့အတန်မျိုးရှာတယ် အဲ့ဒီကောင်းတဲ့အတိုင်းစိုက်တန်းတန်းပြောင်းမင်းကဘယ်လိုလုပ်လဲအဲ့တော့ဘောတော်ပြီးကမရှိပါဘူးစိုက်နေလည်းမဖမ်းတော့ပါဘူးမင်းအုတ်လို့ကြည့်ပါဘာလို့ပါ ကာလမ်းပေးဆိုတော့အန်ဒီရများလို့မလုံးနဲ့ပလင်းကြီးချက်ရလိမ့်မယ် တိုက်ပြောမှန်ထွက်အောင်လို့ အဲ့ဒါစိုက်တန်းတန်းပေါ့ ဒီမလူပေါ့ပါ သူတို့လေးတွေတိတ်ပြောနေကြပါလားပြော အဲ့ဒါ post ပါတယ်တော့ ဖို့ကဘယ်လိုကွာ post နာ ကောင်းကောင်း အဲ့လိုကောင်းအားမျိုးမှပူပြီးတော့ အဲ့ဒါပဲမင်းတို့ဘယ်လိုလုပ်မလဲပြော ကျွတ်တို့ဒီတင်တခုထိုင်နေရ ပြီးတယ်ကွာ ဘာသာကြိုက်ရင်တချင်းလိုက်ဆိုလို့ရတယ်မကြိုက်ရင်တော့ကျွတ်တို့ပြောချင်တယ်လို့ ဟာကြိုက်ပြီးမင်းတို့လောက်ကတီးတာခစ်တဲ့ချင်းဆိုလို့ရရင်ငါဆိုမယ်ဆိုလို့မရရင်တော့ပြိတ္တရှင်အားမလို့ပတ်ပတ်ဆက်ဆက်ပြောပါ တို့ဟိုဗီဒီယိုထိုင်တော့ရ မရတော့ 6 အဲ့ဗီဒီယိုလို့စ我的眼里给我进了片夕阳，你连我都这么可怜的空空，那年纪的你们真的那样，你连他的都不明白没有？对面的家比的本来几年多，我的歌我给眼里的没没有。家里我面前来的你哈，哎呀面前来的你了。 တယ်လည်းမတက်လည်းဘူးဗျညညကြောက်ဆုံး
ပန်နေဒီပဲတော့ အဟုတ်ပါလို့တော့ဝါမို့ကောင်းတော့ကောင်းတယ်ဒါပေမဲ့တစ်ခုလိုနေတာ ဟာလိုရတဲ့ခရလေး လုံးလုံးလည်းတပိုက်ချိုးလေးဟာကိုလိုက်ခါပါ အာလူတော့တာမဟုတ်ဘူးဟာငါတို့ကတန်သေးခွန်းမလိုနေတယ်အဲ့ဒါမှပို့ပြီးတော့ကာလာဆုံးသွားမှာ အော်တော့ဘာဒိုရေမီပါဆိုလာတီတိုလို့ခေါ်တဲ့တန်းစင်နေ ဟုတ်တယ် အဲ့ဒါဆိုလို့ရှိရင်ကပြုတ်ညံ့နေရလေပြုတ်ရင်လေးတောက်တော့လေ ဘာဖြစ်လဲ ရင်လေးပကံလေးကိုကျုပ်ကခောက်ကြည့်နေတာလက်ကကမြင်းနေတာတော်သေးတယ်ခွဲမသွားလို့ရင်သွေးမပါခင်ခောက်တဲ့အတန်းတစ်မျိုးရင်သွေးထည့်ပြီးတော့ခောက်တဲ့အတန်းဒီပကံကဒီပကံမဲ့ရေးပါလားမပါလားနဲ့အတန်းခွဲ မင်းပြောတာကဲတယ်နောက်ကကောပကန်းနေယူလာကြပြီကွာ အဲ့ဒါပါ ပလိရှင်တို့ကကျွေးမွေးထားတော့မင်းတို့ဘာတောင်းမလို့တော့ ဝတ်သားအသားလေးတွေကြီးပဲပေးတယ်မှာ မာတီဟာ အတန်းလေးကြီးထွက်တဲ့ဝက်ကမပေါ်သေးဘူး ကျောက်ပြုံးဒီလက်သေးရောက်ရှိတယ်ကွာ 2020နှစ်ကျမှပေါ်မှာ အဲ့တော့ဟိုကျုပ်ကညနေမှာပကံလေးတွေခောက်နေတာအတန်းလေးဟာဒါဆိုရင်တော့ဟျောက်ပကံမှာအတန်းရှိပြီကွာရွာသားကြီးတယ်နေမောင်းတယ်နေမပါဘဲနဲ့ကျုပ်တို့တန်စင်ပြောင်းတော့ ဘယ်လိုတော့ ဟောဒါအတန်းနေပဲရွာသားရဲ့ ကဲဟောရင်လှုပ်ဆောင်မှာဘယ်လိုတတ်တော့ အဲ့ဒီတန်းစင်ခုနပါပြည့်နေ ဘယ်လိုဒီ ပြည့်မပြည့်ကျုပ်ရေးကြည့်မယ် ဒါစား ဟိုဟာဒါဒူလို့စား တဲ ရမယ်တော့ဒါဒူပဲဒီမှာလို့စားတယ်တိုက်တယ်လုံးဒူတယ်လို့ရတယ်တော့တိုင်းကြကြီးကဒူရေမီပါဆိုလာတီဒိုရတယ်ဝါဒီဂစကိုကိုမီဒူဒူရေမီမီလိုမီလို မမလေးဟာမဲတော်ရီခေါ်နေတာရှိမရောက်ဘူးကွာဟဲ့ကွာ သာသာ ဘာလို့ သာသာ ဘာလို့နေတော့ဘာလို့ဘာလို့ ကျောက်တော့ပေါ်နေတောင်းတာလို့ရပြီ ဟာအဲ့မကြိုက်တာပြောနေတောက်ဖို့ရမ်းလို့စဉ်းစားနေ တန်းစင်ရှိရင်သချင်းလို့လို့ရတယ် ဘယ်လိုတော့ တန်းစင်ရှိရင်သချင်းလို့လို့ရကျသချင်းတီးတာ ဘယ်တစ်ချက်ဒီမှာတော့တီးတာ မောင်ရွှေကြီးတီးတာ လောက်ပါလောက်ပါ ဘာကွာ မောင်ရွှေကြီးတီးတာဘုံတူးတူးနဲ့ကရောင်းလာနေတော့တီးနေတာဝါမို့ အဲ့လိုရတာရ သဘောကျတယ် သဘောကျ သဘောကျရင်မဒီ အ လို လုံး လုပ်ပါ လုံးရတာသဘောကျတယ်ဆိုလို့ရှိရင်ရွာသားနဲ့ကျုပ်တို့နဲ့ကစားပွဲလေးတစ်ခုတော့ ဘယ်လိုကစားမှာပြော ကျုပ်တို့ကနောက်ကနေတီးမယ်ကျုပ်တို့တီးတော့ရွာသားဆိုင်းမြိုင်လိုက်တီးနိုင်ရွာသားနိုင်တယ်မတီးနိုင်ရွာသားရှုံး ဘာများတော့ဝါမို့မင်းတို့နောက်ကလူရှင်တို့တီးတော်တဲ့တီးလုံးမျိုးမှာသိတော့ပြန်ပြီးမပြနိုင်ရင်ကျေးဇူးရှင်ဖတ်တော်ကြီးရဒုပရိသတ်ရှင်အမှန်တိုင်းကိုခံမယ်ဟောဒီညကနေနောက်လက်ခံထားတဲ့ဘွဲတွေအကုန်လုံးပြန်လျှော်မယ်တက်လုံးကိုဆိုင်ပြီးမဆောင်ဘူးကမင်းတို့ရှုံးရင် အဲ့ဆိုတို့နောက်သိန်းတော်ဆိုင်ကြီးတို့တက်လုံးမကြည့်ရတော့ဘူး ဒီညဝါအောင်တော့ကြည့်ပြီတော့ သွားပြီလား အဲ့လေတော့ အဲ့တော့ငွေသုံးမရတော့ဘူး မင်းတို့ကဘလို့ထင်းနေတော့ငါမရှုံးဘူးမင်းတို့လာရင်လို့လိုက်ပါ ဆရာချစ်သေချာဖမ်းတာတော့နောက်သိန်းတော်ဆိုင်တီးချင်မှတီးတော့မှာ ဘာတိတ်နေမှနေတော့မင်းတို့ဟာကမတိတတ်ရင်ပြောနေတာ အားရပါတယ်အဲ့လိုလောင်းမယ်ရရမင်းကမိုင်းပြောင်းတဲ့အားနေနေမစိုးလို့ ကလေးကအားငယ်တယ် နဲ့ဆရာဟိုကျွန်တော်နည်းလေးခဏလောက်နားပါအောင်နဲ့ပြရမလားအာဘူးရတယ်မင်းစောင့်နေပတ်ချောင်းအောင်နေယူပြရမလား မင်းကဘလို့ထင်းနေလို့တော့ အောင်နေရောလူချမောင်းပြခါ ဟဲ့ဟောသူပြောတာကနဲလေးအနေကြီးကဝန်သားလူရဲ့အစင်းနဲ့ထားတာအောက်နဲ့ပြရမလားဆိုအောက်ဆုံးနဲ့ပြရမလားပြောတာ အာဝန်သားလူကြီးတော့လုံးနေတယ်ကြုံမမောင်းနိုင်ဘူးညာပေးအပေါ်နဲ့လေးပေးပေး ပလင်းကြီးချိတ်လို့ကိုဒီဝါသနာတွေကမလျှော့နိုင် ပေးအပေါ်နဲ့လေးရပြီကြုံနဲ့စားလာမယ်လား ဆန်းလိုက် ဟုတ်ရင်တော့ဆန်းတော့ဟဲ့နေဆန်းပါတော့ကြမှာဆန်းတောင်းတာနော်ရတာခဏများလို့နေနေရပါတော့ထောက်မလား အဲ့ဒီလိုအာရှာလေးလက်သွားပါဖတ်ဆိုတဲ့ငါးချက်အင်ကနေ ဘာသာထုတ်လို့အာရှာနေလက်တွေပြောတာ ဘာသမကမ ဘာ ကြောက် သာမထွက်ပဲအာရှာနေလက်တော့ပါဖတ်တယ် မင်းတို့သုံးယောက်ကဘာသာမှမကြောက်ဘူးမလား မကြောက်ဘူး ကိုရှင်ရစပြီးတော့စွန့်အနာမကြားစီစဉ်များပြီးဆုံးတော့ပါပြီ အဲ့တော့ငါတွေဘုပြိတ္တမမကြားတာ အဲ့တော့
သီလလုံတဲ့သူပဲကြားရတာပါ ဘာမှမလုံဘူးပါကြီးကောင် အတန်လေးနဲ့ချိုးနေ တန်းတယ်နော် ဟာပြီးတာတော့တယောက်တည်း ချုပ်ပါတော့ဒီမှာနဲ့မဟုတ်လို့ဘူးလုံး သူ တို့ ကသူမဟုတ်ဘူးသူကသူလမ်းတာမင်းတယောက်ရှိတယ် အဲ့ကလေးလုံးပြီးပြီးတော့ခေါ်မောက်တာညဆန်းအတန်လေးရွာလာလို့နောက်နားထောင်ချင်တော့ဘူးကြောက်မောက်တယ် ဟာမဟုတ်ပါ တမင်းငိုနေတယ်လည်းကြ ရောမကုန်းနဲ့ဘာတော်လုံးကြီး အဲ့လိုလုံးစမ်းမမှုတ်တယ်ရတဲ့နဲ့ဒီရတာတော့တတ်ဖို့ကိုမကြိုက်ဘူးလား အားမရစားရမယ်စားရမယ်နာဖို့ရမယ်နာဖို့ရနာဖို့ရ ဟဲ့နောက်တော့မင်းပဲရှိတာငါမရှိဘူး ကိုအောင်ပါပြည့်နေလို့နည်းနည်းဖေးအောင်ပါလေကောင် အဲ့တော့ဒီလိုတော့ပါ ဘယ်လိုလုပ် တို့ဘုရားရှင်ဒီအောင် ဘယ်ရတော့ အိမ်တော်ရလောက်တဲ့တရှင်လေးကြားဘူးမလားမသိဘူးသူเจ้าမှာတော့ကြားဘူးလေ ဟုတ် လက်ကုန်တီးပြီဆိုတဲ့တရှင်လေး ဘယ်လဲတော့ မလိမ်မှုတို့ကလုံးဝမညာဘူး ချောက်ချောက် မိမိရဲ့လေတော့လုံးဝမကြောက်ဘူး ချောက်ချောက် ကျစင်ရတလုံးနဲ့ချီရပနမမနမမန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 မကြောက် စာကားတွေအဲ့လောက်ကြီးရှင်းအောင်မဆိုနဲ့ အချင်းအတိကမဟုတ်တီတော့အတိကတော့ လုံးလိုက် ဒီမှာနားတော့မတိုင်းပါဘယ်တော့ဘလုံးနားလား လုံး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  ဘယ်တော့ကြောက်ပွဲမှာခင်ဗျအဲ့ပါမင်းတမ်းဖို့ခေါ်မယ်ခေါ်မယ်တော့စ1 2 3 4 Hey 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 heyပြီးပြီလား လက်ဖေအတုတ်ပြီ လက်ကုတ်တီးရတယ်သူကမားနေတယ် မထွေးရပြီးတယ်ဒီကောင် ဘာမို့ရပြီ ရပါရ ဘယ်တစ်ချင်းများတော့လဲမလိမ်မှုတို့ကလုံးဝမညာဘူး ကြောက်ကြောက် မိမိရဲ့လက်တို့ကလုံးဝမကြဘူး ကြောက်ကြောက် ဖြစ်စဉ်ရွတ်တယ်လို့နမ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  ဒီကောင်တော့ငါစာသားတွေအလွတ်ရကုန် မဟုတ်ဘူးငါနားထဲမှာရှိတယ်ဒါပြောတာကဲမင်းတို့မှာသူတို့ကတယောက်တည်းတီးတာကျွန်တော်ကတဝက်လုံးကိုညီညီညံ့ညံ့နဲ့စိုင်းလို့ကောင်းတီးရ ဟေး ဟုတ်တယ်နော်ပေါ့တယ်နော်ရ မစိုးပါဘူးမရှိသုံးလေးတော့သုံးဖြစ်ပါတယ် ဘယ်နဲ့မရှိတော့တော့ကောင်းကောင်းတီးပြနေတာလေ မြန်မာသချင်းဆိုတော့ရမှာပေါ့ကွာနိုင်ငံခြားသချင်းဆိုတော့မင်းသွားနေတယ်ပြပါတယ် တော့မင်းတို့ကလှုပ်ဆောင်မှာလူရှင်တော့လှုပ်တာတော့ပြောင်းဝင်လို့ပဲလို့ ဟိုသချင်းကဘာလို့ရမလဲ ဘယ်ရတော့ Are you sleeping ဟဲ့ Are you sleeping How are you How are you Very very thank you Very very thank you How are you မပြောသေးဘူးလို့တော့မင်းနိုင်နေတော့လည်းပါ ဘာလို့အဲ့တော့ဒုတချင်းမရတဲ့နေမှာကြောက်လို့စလုံးပီလေးနဲ့သွားမယ်တာမလေးလေးမယ်နော်ထားလားတော့မဟုတ်တော့ပါမေးတယ်ကွာ တီးရမယ်လူကိုအားမရှိအောင်လို့ အဲ့ဒါကြီးကမောက်မဟုတ်ရှိဘူး1 2 3 ဟုတ် ပြီးတာတော့မှားတာလားပါတော့ အဲ့ဒါကမင်းသိအောင်လို့သတိပေးလိုက်တာအပြီးတက်ကလေး How are you ဟဲ့ ခဲလေးပါ ဟ
လို့မင်းကမရလောက်ဘူးထင်မိသေးတာအမေတို့က तू မေ့နေတာစွမ်းတန်ဒီစနာမည်ကြီးတာဟောဒီတချင်းဟုတ်ဗျရောင်စုံမီးဒီရောင်စုံညမှာချူမိုင်းမိုင်းချူမိုင်းမိုင်းတော့ရလူးတာဟုတ်ဗျာအဲ့ဒါကတော့ဝါမွေးလွယ်လွန်းနေလို့ဒီတိုင်းလေးတဲ့ပြိတ္တကကအထီးကြီးပါဘူးဝင်းကြီးပါ နဲ့လူဒီမှာ ဟုတ်ပြီနော် လူဒီမှာ မျက်လုံးမိတ်ကိုတီးတာ အဲ့ဒါမပြည့်နေတယ်ညက်မမြင်တော့တီးတတ်တယ်ဗျာ ဟောဘူးဟာမင်းတို့ကလွယ်လို့လို့ပြောနေတာ ဝေလာမလွယ်လာတော့မသိဘူးငါတို့ပုံနေတော့တီးနေတော့ကြာအကြာကြီးတော့ရတော့ ဟုတ်တယ် သူကခဏလေးနဲ့တန်းတာပြီးပြီလား နည်းနည်းတီးတာလူသလိုပဲ ဟုတ်တယ်နဲ့အဲ့ဒါလူတီးနေဟုတ်တိတ်လို့ရလူတီးနေ ဒီလောက်ပြေးတာဖြစ်နိုင်တာပေါ့ တီးတတ်ပါဦးမ သိကြတဲ့ကြောင့်တိတ်လို့ရလူတီးကြ မဟုတ်ဘူးဟာလူတီးတာမဟုတ်ဘူးမင်းကအမြန်တီးပြတာစကားမင်းကတ်မပြောတယ်ပြိတ္တလည်းတီးတယ်မင်းလည်းတီးတယ်ဒီမှာမင်းတို့ကလက်ခါတီးတာနော်ကဲဒုပရိတ္တပြင်းမှာတော့ဒါပြီးငါကိုယ်နဲ့ခတိရဆိုမှာအခုကဟုတ်ပြီကိုသောင်းနဲ့လက်စုံးမိမှာဒါနဲ့မင်းတို့လက်ခါကြီးတီးမနေတော့တခါတဲ့တပုတ်နဲ့တူတူလေးတီးတယ် အဲ့လို ငါတီးတာမှမင်းတို့အမှန်တကယ်တီးတယ်ရင်ပြိတ္တလူရှင်တော်3ယောက်ချွန်ခါမယ်ကျွန်တော် အော်မင်းစကားမင်းစွန့်ပြောတဲ့ကလေးရဲ့မင်း ဟုတ်တယ် မခိုင်းချင်ပါဘူးကွာသူများကိုမင်းကိုက ဟုတ်တယ်မိုးကြီးကြီးချိန်မခိုင်းရင် ဒီမှာ အဲ့တော့ မင်းကငါတို့မရတော့ဘူးဆိုပြီးမင်းပြောချိုက်တာကြီးပဲငါတို့လည်းပြန်ပြောမယ်လေတင်းတီးတဲ့တင်းလုံးမျိုးမှာမင်းတို့ဝမ်းမိုးတို့ကနောက်ကနေလိုက်မတီးနိုင်မမုန်းနိုင်ဘူးဆိုရင်ငါမှရှိတဲ့35သိန်းနဲ့တီတီမင်းယူလိုက်တော့ 35သိန်းနဲ့တီတီကဘယ်မှာတော့ ဒီပေါက်ရဝဲမှာ ဒါပဲပေါ့ မလို့ဒါလေးပဲနားတော့ လောက်သမားဒီဘက်ကပတ်သက်ပေါက်ကြီးရွတ်တချာကြီးကိုကောင်းတယ်ဗျာခင်ဗျာလုံး သူများမပြောနဲ့မင်းပဲရလာရှင်ပြော ဟောဗျာကျွန်တော်ရတယ် ရရင်လောက်ဆောက်ပါက ကျွန်တော်ခင်ဗျားတို့တစ်လုံးချင်းကိုမတီးတော့ဒီပကံတွေကိုခုနှလုံးလုံးထပ်ပြီးအသက်ဖောက်အောင်တီးပြမှာ ဟုတ်ပါပြီငါချက်ပိုးတယ်ဆိုရင်တကယ်ချွန်ခါမယ်တော့ ငါတို့တီးလုံးပြန်လွယ်တယ်ပေါ့လေမျက်စိမဲ့တောင်တီးပြတယ်ဟဲ့မင်းတီးလုံးလွယ်လို့လည်းဒီမှာပကံ9လုံးထပ်ပြီးမှလဲ ဟုတ်ရင်ချွန်ခါမယ် အဲ့ဒါပြောတာမိုင်းလို့ဟဲ့မိုင်းလို့ကဆရာကြီး ဘာဆရာကြီးတော့ စိတ်ပြက်ဆရာကြီး အာကူစရာကြီး အကူကြီးလက်စမ်းပါ ခုနှလုံးလုံးထပ်ပြီး ဟုတ်ပြီ ဒီလိုမတယ် ဟုတ်ကဲ့ ဒီလိုမပြီးဒီဘက်ကိုလှည့်တယ် ဒီဟာဒီဟာ ဒီဘက်ကိုလှည့်ပြီးပြန်ပြီး အဲ့ လေးစားတဲ့မိုင်းလို့ရ ဘာလဲတော့မတော့မဲခွေထွက်ပြေးတာဟာ တရားကတော့ဖလက်ပြပြီနောက်တစ်ယောက်ကျန်သေးတယ် လွယ်နဲ့မင်းတို့အရှုံးပေးလို့ရမလားကွာ မလုံးစမ်းပါ ရော့မှုတ်ပြိုင်စမ်း ဘာမှမရဘူး မရမရဘူးမပြောဘူးဘာ ပြော လို့ ပြီးသားနော်ငါတို့ကပြိုင်တာကစားတာလို့မင်းငါပြောတာနော် မင်းကမှားနေတာလေ မင်းနဲ့ကစားတာငါတို့ရှုံးမှာပေါ့ကမင်းဆိုင်ကြအောင်မင်း မင်းကစားကြရလွဲနေတာ ဟာလေ မန်းတဲ့ထေကပြိတ္တတိမင်းတို့ကစားနေရပြင်းကုန်လိမ့်မယ် ဟာအဲ့တော့ ပြိတ္တပါသိတဲ့ကစားနေမျိုးကစားသူတို့မပြင်းဘူး ဘယ်ကစားမျိုးမျိုးရှိတယ်လဲ အာမင်းကြီးရတဲ့နားတော့ပါကဲ Thank you.
သူလေးခေါ်ကြရ စိတ်နေသူဘာလို့ခေါ်တာ သူ့ကိုမထွေးလေးနေရာထားမှာကငါကရွှေစုံညိုကြီးကွာ တော့ဆွဲရ မထွေးကိုတုံပါ လက်ရင်လက်တယ်လို့တုတ်တော်မှာကသူ့ ဟုတ်ပြီဟုတ်ပြီ ငါကတော့နောက်ခေါင်းတကြီးလို့ လက်တယ်လို့တုတ်တော်ပဲ ခေါင်းတကြီးလို့သေးတယ် ခေါင်းကြီးနောက်ကဒီမှာဟိုဒီမှာတော့ရှိတယ်ဆိုတော့မှ ခဲခဲခဲညလုံးဟေး လုံးမေး အဲ့တော့ငါရွှေစုံညိုကြီး ဟုတ်ပြီ စောက်ဝဲတော့မယ်နော် ဝဲ ရွှေသူမျိုးအားညောတော့ဘယ်ကြောက်ဘူးလို့ ဟာကျန်တဲ့ရွှေစုံညိုနဲ့မတူဟဲ့ရွှေစုံညိုကြီးကစောက်အားကြီးမလို့တော့တိတော့အားလို့ မလုံးနဲ့ ဟိုင်း ရွှီ ရွှေရွှေ ကျွေးကိုဘာလို့ဝဲပါလေ မထွေးလို့ဝဲပါတယ် မထွေးမပါတို့ကြီးတာ မပါရင်ပြန်ပြီ ပါပါလေကနောက်ကထားလေ မတူလေမပါဘူးလို့ပြောလဲရွှေစုံညိုကရိုးသွားတာပေါ့ မယုံနဲ့မင်းကိုညားနေတာပါပါလေကနောက်ကထားတော့ ဒီပတ်တည်းရွှေစုံညိုလေးကိုညားညာနေလို့ပါပါလေလားနောက်ကထား မထွေးကဟားလာလေ ခိုင်းတော့စားကြည့်တော့ကွာ ချောင်းနေနဲ့ဆေးပါမယ်လေ ဟေး စိတ်စိတ် ဒီပတ်တည်းကပါဒါကလည်းစေးပြီးတော့မလာဘူးကငါအစေးခိုင်းနေထောင်းမရင်နဲ့ဆေးပါမယ် ချောင်းမေးတွေမခန့် မြင့်ငရင်နဲ့ဆေးပါမယ် မြင့်ကြီးတွေမခန့် ပြင်းလေရင်နဲ့ဆေးပါမယ် ပြည့်လေတွေမခန့် အိမ်လာတွေကရင်နဲ့ဆေးပါကွာ တစ်သက်မှအောင်မရှိဘူးရ မရှိလည်းမထွဲအမိဖမ်းပါကွာ အလွယ်မလို့နဲ့မထွေးရနောက်ကလို့ဟဲ့မိဘနာပါနေတယ် အမင်းကမညစ်ပတ်နဲ့ကွာငါခါတာမကြိုက်ဘူးလို့မင်းတို့ပြောပြီးသားပဲခါတာကြီးလက်ပြီးဟိုလိုစေးစားလိုက်ဒီလိုစေးစားလိုက် နေခါတယ်မစားကြည့်ဘူးဆိုဒီကောင်မလေးမဖမ်းဘူးအတူတော့ဘာလို့စော့နေလဲ ညိုက်မှမကြည့်တာမင်းတို့ညစ်ပတ်တာငါ့ကိုဘူးလိုစေးစား ဘာလို့စော့နေတော့လို့ကဲ ကွာကဒါဆော့တယ်မဆော့တော့ကွာမင်းလည်းနေမှမရှိတော့ တော့တော့နေ ဒါကြီး တော့မကယ်ပဲ ဒါလေးကိုလုတ်သွားလိုက်သေးတယ်ဒီယောက်က တခါလေးမဟုတ်တယ်နဲ့အမီးလေးကိုကောက်လို့ထွက်ပြေးနေတာကွာဒိတ်ပဲရှိတာ တော့မင်းနဲ့ပါတော့ သူကတော့တော့ပါကွာ ကွာဟေးကွာ သွားနေမအောင်လို့ရတယ်။အေးဒိတ်ပဲ ပြောနေရပါ မပြောတော့မဟုတ်ဘူးမင်းတို့ငယ်တဲ့ကောင်ပြောလို့ကိုမကြောက်ဘူးပါကဲ။ပြောငါဝမ်းမို့နော်ငယ်တဲ့ကောင်ပြောနေကြီးတဲ့လူတော်မှပဲငါတခုံးတစ်ခါပြန်ပြန်ပြောတာ ဘာလို့ပြောလဲ ။ဟုတ်ကဲ့လေ။လူကြီးမှထတော့တတော့အေးနဲ့ပြန်တော့တာဗျာ သွားလို့ပြောနေတာ ။မတော်ဘူးလို့ကမင်းငါမေးပြီးတော့မင်းဘယ်တော့တတ်ရှိလို့ ဘယ်လောက်ရှိလို့ မင်းဘယ်တော့တတ်ရှိလို့ပြောတာ တက်တိရှိလို့ဆိုင်နေတာကွာ ။တတ်ရှိတယ်ဆိုလို့ရှိရင်ဟဲ့ငါဖုန်းနံပါတ်မင်းပေးရမယ်ဟဲ့ဖေးဖြစ်နေတာဟဲ့ ဘာလို့ပြရမှာ မပြေမလားကြောက်ကြည့်ရောတော့ကပတ်ကိလေးဝေနေတော့မင်း လုံးရလုံးပါလားလို့ပြီးတော့ဘယ်ဒုက္ခလုံးသွားတာဘယ်ဒုက္ခလုံးလို့ကျွန်တော်မှသာကျွန်တော်သွားတော့ဟေး ကိုရွှေကြီးတွေနဲ့မလိုက်ကွာအင်ကြီးကြီးတွေချွတ်ပစိုးကြီးတွေဆွဲပြန်တိုင်းလို့ဘာတော့တာ ဘူးဒီဘောက်ခေါ်တာတော့မယ် မင်းတို့ကစော့မယ်ဆိုတော့မင်းတို့ကပါတော့ အာကလေးလေးလေ အဲ့တော့ကလေးလေးကွာဟုတ် ကဲဟုတ်ပါပြီပူစီပေါင်းနဲ့ဖောက်တန်းဆိုတော့ကဲ ညမလို့ အမတ်နဲ့ပေါ့ အမှတ်နဲ့ ဟုတ်ပြီငါရေးပြမယ် အဲ့ဒီမှာဘယ်လိုရစားပါမှာ ကျွန်တော်ရင်စားဖို့ အဲ့ဒါ ဒီမလို့ရ ငါလည်းကလေးကလာပါတော့ ဟေးရောက်နိုင်သွားတယ်လေဟာမင်းလွယ်လွယ်လေးလုပ်လဲအဲ့ကောင်ဖောက်မြောင်ပေါ့အာဘယ်လောက်ကြီးရတော့ပေးသားမှာကမင်းနှစ်မှတ်နော် ဟုတ်တယ် မင်းနှစ်မှတ်လောက်ကတော့ရောက်ငါမျက်စိမိတ်ကိုဖောက်အောင်မှာလုပ်လိုက်စားမှာမာဒီလူကြီးပေါင်းတော့ကတော့လုပ် ဟိုတလုံးပြည့်ပြီဟဲ့ကောင် ညာလောက်တော့မှာပြတ်သားမှာ ရေးပြီးပြီ ပြတ်ပါပြတ်သားမှာ ရေးပြီးပြီ အာမင်းတော့ငါမသိသေးပြတာမင်းတော့ငါညစ်ပတ်တာမင်းပေါ့လို့မရအောင်လုပ်ပါလို့သားဘယ်ရ ဝါ
မို့တမတ်ပေးရတယ် အေးရအဲ့ပါနိုင်လို့တော့အနိုင်မပေးဘူးပါမဲ့အနိုင်ပေးပါ ဟေ့မင်းအဲ့လိုပေါ့လို့ဒီဟဲ့မကြည့်မှာဟုတ်တယ်ရော ဒီမဲ့နဲ့တို့ဒီမဲ့နဲ့တို့ ဒူလေးညုံပြီးမယ် ဟိုင်းတော့အာမိုင်းလိုက်လား တကယ်ပိုင်နေကြပြီ ဟိုင်းအာ အလက်နေလန်နေဟဲ့ကောင် အိမ်လာလေးရှိတာ အဲ့ပန်နိုင်နေ ဒီငါနိုင် ကျန်တဲ့ကောင်တွေမြစ်ပတ်လို့ကအဲ့ပန်နိုင်ပေးတာ ချုံတာလေကွာ မန်နိုင်ကအဲ့ပန်နိုင်နေ ငါဥသွားရရဟဲ့မိုင်းတို့ ဘာလို့ ခေါ်ကြည့်တာ အဲ့ပန်နိုင်နေ ဝါဘုတ်မင်းလည်းကပိုက်တဲ့ကိုရေထည့်ပြီးအမုတ်ပြိုင်မယ် ဒါမဲ့မညစ်ပါနဲ့တော့ငါမဲ့မမောက်တတ်ဘူးဆိုမင်းသိရလားနဲ့ နေစောတာမြင်မှုတယ်မလား နှခမ်းနားနာအမောက်မတန်တော့ဘူး မင်းအမှုပြော တယောက်နဲ့တယောက်ရှင်းပါဇက်ထဲမုံတော့မှုအောင်မှုတ်တယ်အောင်မှုတ် အဲ့ဒါဆိုရင်ကျွန်တော်ထိုင်မှုကြီးလုပ်မယ် လုပ်ပြလိုက် မင်းအမတ်စီပြီနော်နိုင်ငံလေးကြီး ဒီနေ့ကတိုးနေရဆိုတော့ဖြည်းဖြည်းလေးကြီးပါ ဟုတ်ပြီဟုတ်ပြီ ငါချမ်းနေပြီ အမတ်ကြီးရင်မယ်နော် ဟေး သုံး တိတ်ကနေစားမှာပေါ့ဟာ ဟောတိတ်ကနေစားမလား ဒီကသူနိုင်မှမသိတော့ဘူး ဟေးပါ ကြီးပါ တိလေးသုံး အဲ့ပန်နိုင်နေ ငါနိုင်တယ်ကွာ နိုင်နေ မင်းတို့ညစ်ပါတယ်ကောင်ကွာ အမေကဘာနဲ့ကွာက မင်းတို့လည်းတော့မောတယ်ကွာ မောရမယ်ဘာလို့မလို့ ရှေ့တော့လာအောင်ပဲ ဟာရေတောက်တာလားပြီးကျင်ညာနေ အဲ့လိုတည်းရေတောက်တာများဆိုင်တော့လာပြီးတော့ စိတ်တွေဒီမှာ မဆိုင်ဘူးလေသူကမင်းတတိယဆိုတော့မင်းရေးတတ်မှာကောင်းတဲ့ကောင်းဗျာ ကောင်းလိုက်တဲ့အိမ်နာတွေကရှိ ရေတန်းရေတ ဒါ န်း ရမို့ဒါရမို့ဟုတ်တယ် ဟာဟာ ဘာလဲတော့ ဟာဟာဟာဟဲ့လေမင်းတို့ကောင်းတဲ့ရေတန်းတောက်နေတယ်ဆိုဖင်ကောင်းမကြပါနဲ့ကွာ အမေတော့ မင်းတို့ဖင်ကောင်းကြတယ်ဆိုတော့ငါရှုပ်နေတော့ပဲရှိပါသေးတယ်ကွာ ဆုံးပါ ကျ လေ င်ညာနေ ဒီမှာဟဲ့မင်းတို့ကရေတန်းတောက်နေတော့ငါလည်းရေတန်းတောက်ကွာအဲ့ဒါငါမကြွားချင်လို့နေတော့ သူ့ရေးတန်းလေးတမျိုးလေး တ ဟာ မျိုးလေး မြင်လာရင်ဂိုင်းလေးတော့ပါသေးတယ်ငါကတရား ဝါမို့ ဟာလေ အဲ့တော့ပေးကိုကြီးဟာ ဟိုင်း နောက်ကလူရှင်တော်တွေအမကူအတူတူကျွန်တော်တောင်းတာတဲ့ချင်းကိုယ့်အကူဆိုလိုက်တော့မယ် အဲ့လိုအမှုကွာ ဘာလို့အမကူကတော့မင်းတို့ဆော့တာခုခေတ်ဘယ်သူမှမဆော့တော့ဘူးခေတ်ကဖုန်းခေတ်အင်တာနက်ခေတ်ရှင်ဝင်မိသားစုပြိုင်ပွဲအဲ့ဒါဘိန်းရီနန်းတော့အုံလုံးညံဆန်းတာတွေမင်းတို့ကညံမပါပဲနဲ့ အဲ့နဲ့ညံမပါမှာတော့ပြင်းလေအဲ့ပါရတောင်းတဲ့စမုံတော့မနေရှိတော့ငါယူပြေးတာ ဖို့ထိုးတော့ယူပြမဲ့တော့ယူပါလား မင်းဆရာကသမားခိုင်းတာကိုမင်းလည်းအလိုကိုယူသေးတယ် ဘာပြလို့ဖာကျိုးမဲ့ဆရာ ဟာအဲ့မင်းကမင်းကလည်းလောင်းရည်သားကြီးချတာဗျာ ဘယ်လိုလုပ်ပါလဲရော လောင်းရည်သားကြီးချလို့မင်းအဲ့တစင်တော့မင်းယူပြေးတာဟုတ်မင်းတစင်တော့ကငါတစ်ထိုင်နဲ့ပုံစားတယ် တကယ် ဘုံလို့ရှိရင်ငါအမှာပေးမှာကွာ သိကြတယ်နော် လောင်းတယ်ကွာလောင်းတယ် မဟုတ်လေမင်းဘာလို့အမနဲ့တော့လောင်းတာတော့ ဒီကောင်ကအာခံလုံးလို့မလို့ပြန်ပြီးတော့ပညာပေးရအောင်ပါတယ်ရုံရှိတယ် ဟာဒီတထုံးလုံးကတော့ဟဲ့ကောင်ဘယ်လိုမှမကုန်ဘူးမင်း မင်းငါဆိုမင်းတော့ကိုထည့်သေးတာမင်းဒိတ်မင်း ထင်သေးတယ်မဖြစ်နေနိုင်သေးရဲ့လောက်တာ ရောအရှိအောင်ဆိုတော့ကိုမ ဟာပါရ ဟာဒီကောတာနေစားတဲ့ညသွားရဲရောက်နေတယ် သွားတဲ့ရောက်တာကိစ္စမယူဘူးပါဟဲ့ကောင်နေတကယ်ကုန်မှတော့ ရရရရရရ အများကြီးပြန်သေးတယ်အများကြီးပြန်သေးတယ် မကောင်းတော့လားမကောင်း
မကုံတော့တဲ့အဲ့ဒါမင်းနိုင်နေ မကောင်းလို့ရှိရင်မင်းမောင်ပေး မမမေးရောဘာလို့မကုန်တော့ရောမာဒီရောဘာတန်းလို့လို့ပြောတာဘာလို့လဲ ရဝမ်းမို့ ဟမ် မင်းမကောင်းလို့ရှိရင်မင်းမောင်ပေးမှာကို အဲ့ဒါကိုလည်းငါမကုန်တော့ငါအပါပြီးရတာလေ အဲ့ဒါတော့ပေးလေ အဲ့ဒီလေ ဘာမှမပြောတော့မင်းမကောင်းလို့ရှိရင်မင်းမောင်ပေးမှာပေးလေ အဲ့လေငါပြတော့ငါမကုန်ရင်ငါအမပြီးမယ်လို့ပြောတာလေ ပေးလေ အခုလည်းငါမကုန်တော့ငါအမပြီးရတာလေဒီလေနဲ့ဘာသာတောင်းတာ အဲ့ဒါမင်းတက်တက်နဲ့သွားတာဒီက ဘာရောက်သူဆို တက်တက်ကိုနဲ့သွားတာမင်း အဲ့ဒါလားအဲ့ရဝမ်းမို့ တကြီးကတကြီးကဘာလို့လဲလဲဟာလေ ရဝမ်းမို့မင်းအဲ့ဒါဆိုလို့ရှိရင်မင်းစိုင်းတစ်ပတ်ပြည့်အောင်ပြေး ဆိုင်အောင်ပတ်ပြရမယ်ဘာဖြစ်လို့ မင်းစိုင်းတစ်ပတ်ပြေးလို့ပြေးပြီဆိုတာနောက်ကမင်းကြိုက်တဲ့အိုးဖြစ်ဖြစ်ဘူးဖြစ်ဖြစ်ယူလာခဲ့အဲ့ဒီကရှင်နေငါကိုအောင်တောက်ကြမယ် ဟာရင်နောက်ကကြိုက်တာယူလာတယ်ဆိုင်လေးတစ်ပတ်ပတ်ပြတယ်နဲ့တစ်ပတ်တော့ကုန်စီရမယ် အဲ့မပြည့်နိုင်တာမပြောနဲ့ကွာငါတမ်းလေးတစ်ပတ်ပြေးုံနဲ့မြေရေကွန်တောင်းနေ ရှောက်တယ်လား ယူလိုက်ပါတော့ အဖေတော့ငါ မင်းကလည်းကိုယ်စကားနဲ့ကိုနော် ပြင်းအောင်မြင်သေးတယ် ဒီမှာ အေးကြိုက်တယ်လို့လာခဲ့ရဟုတ်တော့ အဲ့ဒါလိုလာကြမှာရှင်တို့ကိုယူလာတာ ကိုတာကိုစုပြီ ဘကော အဲ့ တော့ တမ်းလေးတစ်ပတ်ပြေးအောင်ပြေးမှာနော် ဒီ အေးမင်းအဲ့ရေကွန်တောင်းနေကြတာတစ်ပတ်ပြေးနေမင်းကုန်နေမှာနော် စိတ်ချ သူ့တန်းလို့ပြေးပြေးလေးပြေးမှာကွာ ဟုတ်တယ် အဲ့ဒါဘာလို့အဲ့ဒါဘာလို့ဒီနေ့ရေကြီးပါလေညပါညလာပါ သွားနဲ့ချိန်နေသေးတယ်ကွာရေကုန်လောက်သွားမို့မကုန်ဘူးလားအဲ့ဒါမင်းဘယ်လိုဖြစ်တာ မင်းရှုံးတယ်မင်းရှုံးတယ် မင်းတပတ်ပြည့်ပြီလား အဲ့တစ်ပတ်ပြေးပြီလေမင်းမြင်နေလိုက်နဲ့မင်းငါမောတာပြေးတယ် ငါပြောတာ9ရက်တပတ်ပြောတာလေမင်းပတ်တာအခုတနားရီတော့မပြေသေးဘူးလား အဲ့ခொနည်းတစ်ပတ်ကြည့်ရတော့မင်းနိုင်မှာပေါ့နော်ကဲဒိတ်ပဲကြည့်တာ မင်းကတော့နေသေးရတယ် ငါတက်မောလို့ အဲ့ပဲ ဘာလို့ မင်းတော်တော်ပညာရှိတယ်ဆို9000ကြီးလောင်းမယ်ကွာ 9000ကြီးပတ်ဆိုင်ကြီးဘယ်လိုလုပ်ပါ ကောင်းချင်အောင်ပြောလိုက် မင်းကမေကို9ခုမင်းမယ် မင်း အဲ့ဒီမေကို9ခုကိုမောင်းအောင်ဖြေလို့ရှိရင်မင်းက9000ပေးမယ်ကွာ ဒီကောင်မားနေတယ်ကွာမားအောင်ဖြစ်9000ပေးမယ်လို့ပြောရမှာလေ အမဟုတ်ကျွန်တော်မောင်းအောင်ကိုအဖြေခိုင်းမှာ နောက်လည်းအပြန်လန်းသေးရပြီးရော့ရအောင် မောင်းကြည့်တာတော့ကမင်းနဲ့အဲ့ဗန်ရော့ဘူးကြီးရော့မုံဖို့ဆိုပြီးနေကိစ္စ အင်းနေတော့ကဲ မစင်းတော့တန်းဖြေရမှာ ကြိုက်တာတော့တိုက်ပြေးပါ ငါကလုံးမှားမှရမှာ ဟုတ်ကဲ့ အဲ့လိုလောက်ရမှာငါတိုင်ကြည့် မင်းဘယ်မှာနေရလဲ ငါနတ်ပြည်မှာနေတာ မှားပြီအခု အခုမားတယ် မင်းတော့ဘယ်လောက်တော့ ငါအသက်60 ဟာမှားပြီအခု မင်းနာမည်ဘယ်လိုတော့ ငါနာမည်အောင်ရဲလင်း မှားတာပဲမင်းလုံးလုံး မင်းနာမည်ဘာရောင်တော့ ငါတပည့်အစိမ်းရောက်ကွာ မှားတာပဲ ငါမင်းတာဘယ်နှခုရှိပြီတော့ မင်းကမင်းကငွေခုရှိပြီ တော့တော့ခုကြမှာမှန်းတယ်လေမင်း ကျွန်တော်9000ရတော့ပါပြီ အဲ့ဒါမင်းရှုံးပြီ ဘာလို့ဆောက်တာလဲဗျာ မင်းမင်းကမင်းပြင်ကြောက်လာကဘယ်နှခုရှိလို့မင်းလေးခုရှိလို့ဘာကွာပြောတာ အဲ့လေ မင်းနဲ့ရိုက်မှာအဲ့မှာတ မ မန် င်းလေးခုမှမှန်တယ်လေဒီတော့ငါ9000ရတာပေါ့ကွာ ဖန်လာပါကြောက်ကြောက်ပါမင်းကြီးကအစိမ်းပါချာကမြတ်တာထားရမဟုတ်ပါမင်းကြီးပါရှင်းရပါတော့ဘယ်တော့တော့လာတော့ ငါကိုတော်လာမယ်ကွာ ဒီကခက်တဲ့ကိုခန့်သွားသွားပါသွားပါ မင်းကြီးကသူ့ရဲ့အလိုတော်ကိုမလိုက်တဲ့စစ်သူကြီးကိုဘောကထွက်နေနေတော့မင်းလို့ဟာတာဝန်တွေကိုရဆိုင်နေတယ်အဲ့ဒီလိုနဲ့မင်းကြီးကိုလုံးထောင်းနေတယ်ပလိုက်ဒီပတ်မလားစီဒီရတော့သောင်းပါတဲ့ကိုခေါ်တာမင်းကြီးကားကိုတိုးလို့လာနေပါလေ လာလာပါမင်းကြီးပြတော့မပြပါမင်းကြီးမမရှိတော့ဘာသာကျောင်းသားရမှာတာမင်းကြီးမငယ်တော့မင်းကြီးနာမရှိသေးနာကစင်းနေရဒီပါစင်းမလားတောက်ပါလို့နဲ့ဝင်းနေတာ သူကစင်ရ
ဗျာ ရှားတာကိစ္စမျိုးမင်းဆိုတော့လွှမ်းပိုက်တဲ့ချင်းကဲဟုတ်ပြီလွှမ်းပိုက်လို့ဘော်ဘီဆိုတာတို့ဆိုတော့ကောင်းမှကောင်းများဒါပေမဲ့မင်းဆိုတော့လည်းဟုတ်ပြီဘာဝတ်ထားတော့မင်းက အဲ့ဒီဝတ်ထား မင်းဝတ်ထားတယ်အခုဝတ်စားဘာဝတ်စားတော့မေးတာ ညီမတို့ရဲ့ရင်ကျင်းပေါ်အမွေနှစ်ကိုထိမ့်သိမ့်ရမယ်ဆိုလို့ရှိရင်တော့ဟိုရှိပကန်းတရေခစ်ပြအင်းဝကုန်းမောင်မင်းဆက်ဆက်တို့ရဲ့ရိုးရာမင်းဟုတ်တယ် ငါမင်းကတူတူလေးကဘာဝတ်စားတော့မမေးတာ ဘယင်ဝတ်စား အဲ့ဖြေလိုက်ပါလား နည်းနည်းလေးခန့်သွားမလားလို့ယူကြည့် မကြည့်မိုင်လိုမင်းဝတ်ထားတာပါတော့ အနောက်တိုင်းဝတ်ဆုံး ကြားတဲ့အိုက်ပန်ဘာဝတ်တာတော့ ပရောဟိတ်ကြီး ပြီးအောင်ပြောတာမှာဘာပဲ ပရောဟိတ်ကြီး အေးဆောင်းတော့ဝတ်တော့တာ စစ်သူကြီးမဟာဗန္ဓုလမခံဘူးဗျရှာသူလာရင်ဖင်လန်းဗျ အဲ့တော့တက်ဒီကောင်းကြပြီ ကလေးကစားကြတယ်လားမလို့မင်းတို့တော်တော်ဘေးဥကြတဲ့ကောင်းနေပဲညမရင်ချင်းမှုပြတ်တာဘာသူကြောင့်လို့မေးပြိတ္တမင်းတို့လိုကောင်းနေကြောင်ပြတ်တာ ဘယ်နဲ့တော့ကမင်းဘာလဲကားလို့ ဟုတ်တယ်သူများလည်းထိုးအောင်လုပ်ပြတာကမင်းနားတယ် ညမရင်ချင်းမှုပြတ်စည်းတာဘာသူကြောင့်လို့မင်းတို့လိုကောင်းနေကြောင် ဟဲ့ဒါခင်းလို့ခေါ်တယ်ငါကြီး မဆိုင်ပါဘူး ဘယ် ကွာ မဆိုင်ဘူးဒါခင်း ဘာကွာ ခင်းခင်း ခစ်ကိုနားလေတယ်အခုကမင်းတို့ကဘယုတ်ကြပြီးတော့လွှမ်းပိုင်လို့မဆိုဘဲနဲ့ဘာလို့ဒီလိုတွေဝက်လာ ခင်းရတဲ့ကြောင့်မင်းအောင်လိုက်တာခေါ်တယ်ဒီ မဆိုင်ဘူးလွှမ်းပိုင်တဲ့ချင်းဆိုပါဆိုလွှမ်းပိုင်လို့ပဲဝက်တယ် မင်းအတမငါလုံးကမင်းတရားလုံးကငါလုံးလို့လားမင်းအကောင်းမှမထင်တော့ အ ဘူး ကောင်းမထင်လည်းမမင်းကဘယုတ်ကတော့တောင်းနေလို့လေ မင်းကခင်းရတဲ့ကြောင့်မင်းအောင်လိုက်တာကွာမင်းကဒိဋ္ဌိရှိတာက ဘယုတ်နဲ့ကြာတော့လိုက်တယ်ကွာ မင်းတဲ့ပြင်းမှကြလို့ခင်းစင်းနဲ့တပုတ်ဆိုပြီးပါတယ်တခါလဲကိုရကြကိုမရှိအောင်ကိုပြောခါလဲရတယ် ဟဲ့ အဲ့လိုမရှိတော့ မင်းပြောတာဟုတ်ပါပြီအဝတ်စားတွေချွတ်နေတာဟိုနောက်ထပ်တော့ချွတ်ပါလားဘာလို့ဘော်ဒီကြီးချွတ် အခုမင်းများချစ်တော့ကွာမင်းလည်းငါစောက်ပြူဆိုင်တာငါလည်းမင်းစောက်ပြူဆိုင်လို့ကွာဒီတော့ဒိဋ္ဌိမရှိတော့ကွာမင်းကတော့ကိုလိုက်ငေါတော့ချွတ်တော့ချွတ်တယ်လို့ဝတ်တော့လို့ဝတ်တယ်လို့ဟိုကဝတ်တော့ဝတ်တယ်လို့ဒါဝတ်တော့ဝတ်တယ်လို့ မဆိုမင်းတို့တာမဟုတ်နေတာလေ မင်းကတော့ဒိဋ္ဌိရှိတယ်လားလာလာပြီးတော့ကိုလာလာပြီးတော့ငါကြောင့်ကြားမှာငါဒီဝတ်တဲ့ဝတ်သားလေးကနာမည်ရအောင်ဒိဋ္ဌိရှိတယ်တခါလို့ငါလို့လည်းမင်းများလို့လည်းတရားလို့ကိုမင်းအရောက်တယ် ကိုကြတော့မှာကွာ အဲ့ဒါမင်းတို့ကဘာကြည့်လဲငါရှိရဝတ်တော့ဘာဖြစ်လို့မင်းတို့ကလည်းမင်းတို့အမြင်တော့ဝယ်ပြီးကြပါလားကွာဒီလောက်အဲ့ဒါကြည့်ရမင်းတို့ကလည်းနေရာကောင်ကိုလိုက်ပြီးတော့ပါပါရတယ်ကိုပေါင်းကြောင်ကိုသိတယ်တို့သိတယ်ဘယ်တော့မှစောက်ပြီးဆိုင်ဘူးကွာတိုက်ရှိတယ်တော့ထွက်တယ်တော့ဘယ်တော့မှစောက်ပြီးဆိုင်ဘူးကွာဘယ်တော့မှတော့ပါလား ငါထောက်တာပါဟဲ့မ မင်းဆိုရင်လည်းပြီးသားပဲလို့ပြောနေတာ တို့ပြောတာလေအဲ့ဒါကြောင့်ပြောတာဘယုတ်ဒုက္ခတော့အတော်နိုင်တဲ့ကောင်ရဲ့ပြိတ္တမမမွေရှင်းလာကမှနောက်ကလူရှင်တော်300လောက်ကတော့မြင်တယ်မလား ဟုတ်ကဲ့ပြင်ပါတယ် နင်းပြိတ္တနဲ့မဆိုင်ဘူးအဲ့ဒီလူရှင်တော်300တဲ့သက်ဆောင်မှာဘယ်လိုခဏလေးတော့ဘုရားမလေးခဏအဲ့ဒီ300မကျင်တဲ့လို့မကျင်တဲ့လို့ဆိုကြလိုက်စမ်းပါ အကျမ်းမှန်ပြန်လာလို့ပေါင်းပြီးပြောပြနေခက်စနာမနေပြီးတော့ဘုရားမကြလို့ရေဘုရားဒီချာရီတွေ့လို့ပါရတဲ့အလေးဒီပါရမျိုးလေဘယ်တော့ဒီချာရီမင်း မေ ပါ တီတာတိတိလေးကို ဟေး လုံးဝသမမောဒီယာမမင်းမလေးနဲ့လာရီဖြစ်ရင်ဝေးမှာမေတီတာဆယ်မီတဲ့စက္ကန့်နဲ့ဆုံးတီတာလေးမင်းမင်းလေးကလာညာတော့ချစ်ချမပါတတန်ဒီဒီ အတူလေ တတန်ဒီဒီ 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 အတူလေ တတန်ဒီဒီပါလို့ဒီလောက်ပြောတော့ဘလက်မွေးလာလိုက် ဟေးပြည့်စက်မလားလို့ပေါ့ကွာ ဘုံမင်းရဲ့မင်းမဲဘာတချင်းတော့လို့ခစ်တချင်းနေရထဆိုလဲတော့အကိုရီးယားအုံးကျော်တို့ခစ်ကတချင်းကြီးလားဆိုနေတာဒါကြောင့်မင်းငါပြောတာငါထိတဲ့တာမင်းမကြောက်ဘူးလား ပါလား မင်းဘာလူမျိုးလဲလို့မထောင်ကတိချကြည့်အောင်ကွယ်မင်းပြောတော့ပြိတ္တရှိဘာလူမျိုးတို့ အမေဗုဒ္ဓပါလား
အမေဗုဒ္ဓဘာသာ မင်းက ဝမ်းမို့တရုတ် ဘုရားဘာသာမြန်မာလို့ ဝမ်းမို့ဆိုပြီးတရုတ်ထမ်းမွေးလာလို့တရုတ်လို့ပြောတာလေဝမ်းမို့ဆိုပြီးတရုတ်မွေးထွက်လာလို့ပါကကြောတောင်းရောက်မွေးရောထွက်လာတယ်ဝမ်းမို့ဆိုပြီးတော့ကဲ မလို့ချင်ပါဘူးမလို့ချင်ပါဘူးမင်းကဘာ ပြကောင်းတာကြောက်ကြောက်လို့နာခင်းလူငယ်တွေပေါင်းတာခင်းချင်းဆိုပြီးနေတဲ့ကိစ္စ မဆိုင်ဘူးပါမင်းမရုံတော့ခါလို့ငါတင်တိပြနေတာမင်းကဒီမဲ့ဝမ်းဖို့ငါဘာကြောင့်ပြရတော့သိတာမြမရင်ချင်းမို့ကိုအမေပါကတန်တကားတော့ချင်းပြန်လို့သိကြလို့ ချစ်တာလေချစ်တာလေလာပြောနေတော့ငါမိတ်ကပဲလိမ့်နေတာဟာမလိမ့်ဘူးမသိဘူးအဲ့ဒါနဲ့မဆိုချင်လို့မဆိုချင် သိနေတယ်ဗောလိုက်လောကဘလောက်မြင်အောင်ပြတ်မကြည့်နိုင်ရင်၎င်းပဲတဲ့အမိုက်ရှင်းကြည့်တဲ့ရင်ဗါတဲ့လို့ဆိုမှာ ကြည့်နေရင်ဒီမှာလေး အားလုံးဒီပါ ဘဝစစ်စက်တာမျိုးတဲ့မြန်မာဒီနာလေးဒီနာရတဲ့မျိုး ဘာဖြစ်လဲ ချစ်ခင်နေလို့တော့ဒီမှာပါဝေကိုလိုချစ်ပြန်အခုပြေချာနာမည်လို့ပြင်းနေ အခုတော့ခက်ချင်ပြော How are you? ဟာဝိုင်း Ladies and gentlemen, how are you? Together we today we all people together, people together, how together we met and here. ဟာမို့အတိုင်းကျတော့ကျုပ်လည်းနားမလဲတော့ကိုကမို့နည်းနည်းလေးဘာသာလေးပြန်ပြီးတော့ဗာပြောတော့ Ladies and gentlemen, Okay. you're speaking of the quickest I don't understand. Are you okay? You say again. ဒီချင်းရလိုက်နေတာ You're speaking slowly and say again. How slowly? I am dictionary of the language. Okay, okay. Yes. Speaking. Together we today, I will always people together put on your here, people together how to be together, we met and here. Lia. ဘာပြောတော့ကျုပ်ကတော့နားမလဲ ကလနာကြောင့်ချင်းဗျာ အဲ့လိုကြီးများလာရင်ကျုပ်လည်းနောက်လို့နည်းနည်းပါးပါးလေးမေးပြီဘာကြောင့်လာတာလို့မိတ်ဆက်ပြီးကွာ က တော့ လနာကြောင့်ရာကျင်းလို့ladies and gentlemen ladies and gentlemen this is Myanmar music group song Do that. မိတ်ဆက်ပေးနေတာ Myanmar music group song he is Myanmar music teacher Teacher. he is Thaizor Thaizor. Thaizor is Lila yes are you okay Okay, okay, okay. Thaizor is Lila ဘာလို့ဒီတာ တိတာမဘောင်းတော်လို့ပြောတာလေ ဩဆိုင်တော့တော့မလို့ Thaizor is Lila ဒါဒီမှာတစ်ခါဆိုတော့ပြီ group song own song our music he is Thaizor I am one most he is Demos Demos and Thaizor and one more and me and Betty Jones Okay, okay, okay. Please you say Okay. you say oh တမန်ကြီးเนี่ยပကနေ you say Yes, yes. အာသူကလည်းနောက်နေတယ်တရက်ထိတ်ရက်နေတာပေါ့ you speaking I am language of the dictionary ဘာသာပြန်မယ် May I talk English? ဘာလဲ May I talk English? တို့မေရိုအင်္ဂလိပ်ကအိုင်ထဲမှာတော့ပါတယ်တဲ့ ဟာကျွန်တော်အင်္ဂလိပ်လိုနည်းနည်းပါးပါးပြောပြရသည် အဲ့လိုရှိမှာပါ Yes, yes, yes. အင်္ဂလိပ်လိုလည်းရက်တတ်ပါတယ်တဲ့ ရက်ဆိုတာဟုတ်တယ်လို့ပြောတာ Nyanya is a sister. ညညရစစ်သားနဲ့ညားသွားပြီ ညံ့ညဆိုတာသူ့အမ Okay, okay, okay. အခုတော့သူ့မှာအိုးလေးကကန်ခင်းနေပြီတဲ့ ဟာโอเคဆိုတော့ကောင်းတယ် အဲ့လိုပါ Lala is a my am tree. လာလာကြီးအန်းနေတာသူတိပြီလို့ဆိုတာပဲ လာလာဆိုတာသူ့အတော် Very good, very good, very အခု good. တော့ဘက်ထရီကထဖွက်ပြပြီတဲ့ ဘယ်ဒီကိုဆိုတာကောင်းတယ်ကွာ Papa is a my wife. ပပကြီးကိုဝိုင်းနေတာဆိုတာပဲ Ah, no, 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 no. အဲ့ဒါလေးပဲကင်နေတဲ့တဲ့ Ah, sorry, sorry, sorry. ဆိုင်းဆိုင်းချတာပြီးနေ ဟေး Stay down now. ဘုံမလို့နားတော့တယ်တယောက်ကလည်းတော့ အဲ့ဒါလေးပဲ โอเคအဟုတ်ပဲ ကျွန်တော်တို့ကိကတော့ဆိုင်ကယ်ကြီးကားခဲ့ဘယ်နေရာတော့ဆိုင်ကယ်လေးကားလေးနဲ့သွားကြတယ်ရှေ့တော့အလုံးမဟုတ်ဘူးတဲ့မြေအောင်တို့ကိုပြိတ္တကိုတိတိကျကျတချင်းထဲမှာထည့်ထားတာဟုတ်လားရှေ့တော့ဘယ်လိုသွားလဲ
ကိုယ်ဆောင်နဲ့ကြားခြင်းလို့ဟုတ်ကဲ့ဆိုပြပါမယ်လို့ပြောတာလည်းရှိပါတယ်ဟုတ်ပြီနော်အခုလည်းလေးလေးစားစားနဲ့တောင်းရိုးစရာကြီးနော်ရောင်းတာမဟုတ်ခေါ်တာခင်ဗျာခဏလေးနေဟုတ်ခဏလေးဒီရှိတာခဏလေးကြောက်တယ်ပြီလားဟာအိုးလို့ကဲလောက်ကြတယ်လာခဲ့ပါဒီနာကိုလာဒီလာတော့ဒီပေါ်လာလို့ပြောနေတာအခုဘာလို့တော့မလဲခင်ဗျာဘာလာလို့တော့မဟုတ်ပါစီပါရေးလာရှာတော့နားလေတယ်ခင်ဗျာရွာရဲ့ထက်သွားလို့လေလူပဲကြောင့်ညအချိန်လေးအိတ်ကြတော့လေတော်လေးကြတယ်နေ့တော့မကိုက်လို့နေ့ကလေးနေ့တည်းကလို့ခင်ဗျာဘာလို့ခင်ဗျာအိတ်ကြော်နေကျုပ်အလုပ်တော့မနှောက်ရှက်နေလေနေတော့ကကျွန်တော်ပြောခင်ဗျာဘယ်လောက်ရရင်နေတော့တော့ဆရာလည်းကြောက်တနေ့ဆို1000လောက်ပုံမှန်ရတာပေါ့1000လောက်တနေ့1000လောက်ပုံမှန်ပဲဒီလိုဟမ်အဲ့ဒီတော့ကျွန်တော်ပြီးမယ်မင်းတို့ကကြောက်က1000ကိုတနေ့ကြောက်ရတာ3000ရဟေးဆိုလိုက်တော့1000ဆိုတယ်ကြောက်က1000ခင်ဗျာပြောင်းပြောတာပါတကယ်ရတာ3000ရတာမလို့ချင်း1000စုပါလားဗျကျွန်တော်စိုက်ပြီးမယ်ခင်ဗျာမော်တော့လေကျွန်တော်စိုက်ပြီးမှာမော်တော့လေအဲ့တော့စီးပွားရေးလုပ်ကြမလို့တော့ပြန်ဒီလိုရှိတော့တယ်နားရင်မလုပ်ကြတော့အဲ့တော့ပြန်တော့ပြန်တော့ဆရာဆောက်တယ်ဝယ်တယ်ဟေးသူ့ကိုစိုက်ပြီးမယ်သူ့ကိုစိုက်လျာစုပ်တွေဝယ်တယ်လုပ်တော်သေးတယ်ဝယ်ကြတာကွာထော်ကြီးကိုသိတော်ရဲ့အဲ့လိုမလေးမစားလုပ်တာငါမကြိုက်ဘူး။လေးစားဘာမလေးမစားလုပ်လဲ။အော်ဝမ်းမအင်တာနက်ပေါ်မှာနာမည်ကြီးတယ်မင်းသားကမယ်ဆိုရင်မျက်တောင်တူလေးတွေပကုံးအုပ်ကလေးတွေပလဲပရီလေးတွေနဲ့အပြန်လောက်ဝတ်တာဒီနေ့ပွဲကြမှာမင်းကပါမလည်းမကွက်ကြီးတယ်ပကုံးအုပ်လည်းမပါမမင်းတော်တော်ပေးစွတ်လုပ်တာပါ။ပေးစွတ်လုပ်တာမဟုတ်ကျုပ်ကကိုခင်မင်းသားတွေလို့ကမှာမဘူးရွာရဲ့ခေတ္တဘောညောကျွန်တော်မောင်မောကနေပြီးတော့နေကိုဘောမီရှေအနုပညာကိုဘောမီအဲ့ဒါကိုရှေ့မှာခုံထုတ်တာအဲ့ဒါကြောင့်ပေါ့ရှေအမွေနှစ်တွေပေါ်မှာမလို့ဝက်လာတာကိုရှေမင်းသားလေးကိုကိုင်းစလိုက်ဟုတ်ပြီအဲ့ဒါကိုဝါပေါ့ဆိုမဲ့တချင်းကလည်းရှေကြဆိုမဲ့တချင်းကရှေကြတယ်ဘယ်လိုလဲဆိုလိုက်တယ်စေအောင်နဲ့ဆိုလိုက်ဆိုပြဆိုလိုက်အကျော်တရားဟုတ်ဗျာခရချပြီးမှတ်လို့ဘောတော့မချတယ်ရှိတော့မှာလားဟိုမင်းသားရဲ့အလေးချင်ကြည့်ပြီးတော့သံဘောကပြန်တော့ဟောရှင်းတော့ဟောရှင်းတာတာပြေးဒါကရှိတော့မှာဝနာဂျော်နေစယောင်းမင်းလို့ဆိုခဲ့တဲ့တင်းသချင်းဟေးဘောနဲ့မင်းသားခင်ဗျားကရှင်းလို့ဆိုတော့ကျုပ်ရှင်းလို့ဒီမယ်နော်ဟုတ်ကဲ့အဲ့ဒါရှင်းမင်းသားလို့ကဟုတ်ကဲ့ဘုရားကျော်နဲ့စေအောင်မင်းတရှင်းကြတယ်မင်းသားရှိခရေဥပိုးစိန်ခရေဥပိုးစိန်လို့ကခရေဥပိုးစိန်လို့ရင်ပတ်ကြီးပေါ့ပေါ့ပြီးတော့ရှင်းမှုရှင်းနေကဟုတ်လားကြည့်အဲ့လှလိုက်ပဲလှတာမဟုတ်မင်းသားအထာမင်းသားဘယ်လိုအထာမင်းသားလှတော့ပြီးပြီဆိုပြီးကချိုင်တာပဲမင်းတို့ဆိုင်ကမပြီးလို့တိန်လေးဆိုတာကျန်းတာဘယ်လိုလုံးမလုံးဆိုကြိုက်အောင်ဆိုတော့ဆဲလိုက်တော့ခေါင်းလေးစောင့်ချိုင်တာကြိုက်တယ်
ဒါလည်းပဲကမလို့ ဒုတိယပိုင်ပါပြီးဆက်စုလေး ရှိသေးတယ်ရှိသေးတ လု ယ် ပ်တဲ့လက်တိုင်း လက်ဆောင်ပါလေကောင်းတာမဟုတ်ဘူးကြောင်းလေ ဘိုးကမို့ကျမ်းမာရေးမကောင်းတော့ဘာယောဂများဖြစ်လို့ပါလဲ သိပေါပြန်တော့လေအရည်ဖြစ်နေပြီ ဘသူကအဖိုက်နေပါလို့ပြောကြည့်ပါ အမလေးလမ်းလျှောက်ရင်လေမတ်တက်ကြီး ဟုတ်ဒီကျတော့တောင်းလို့နေသွားတာ အ နော် မလေးညာညာအိတ်လိုက်ပြီအိတ်ပြောနေပြီဆိုရင်လည်းဘာမှမမြင်တော့ဘူး ဟုတ်ဗျာညလုံးမိတ်တယ်မှာတော့ဘာမြင်နေသေးလို့တော့ တရက်နေ့လောက်မစားဘဲများနေလိုက်ရင်ဘာလေးမြင်တော့စားတယ်လို့လို့စားလေးမြင်တော့စားတယ်မဟုတ်ဘူး အဲ့ဒါဘိုက်စားတာလေ အမလေးတနေ့ကဖောင်ဖို့ကြောလေးစားချိုက်တာဘိုက်စားလို့ဆိုစားနေလည်းမလေးကြားတော့မစားရင်တော့ဘူးဖြစ်သွားတယ် အဲ့ဒါဘိုက်တီသွားတာဟာ ဒါကြောင့်ဆရာဝန်ကဆယ်လုံးပေးလိုက်သည် ဆရာဝန်ဆင်းနေလို့ပြပြောင်းတော့ပါလား တော့ရင်တော့ပြောရမှာပဲဒါပေမဲ့မတော့ဖြစ်သေးလို့ ဘာလို့လဲ စေအညွန့်ဖတ်ကြည့်ပြီးတော့မတော့ရသေးတာ စီအညုံကဘာလဲလို့ ပထမတစ်လုံးကအိပ်ပြောနေတော့တောက်ရမည် အဲ့ကြော်နေတော့ ဒုတိယတစ်လုံးကမနှိုးခင်တောက်တဲ့ဒါကြောင့်မတော့ရသေးတာ ဘုရားဒီတော့ဒီကျုပ်ဖြစ်ပေါ်သွားတယ် မပွင့်တဲ့အင်္ဂလိပ်စကားတို့ကလည်းရမတော့ရဲလို့မတော့ပဲတာ ဟောမှားမှာကြောက်လို့ အင်္ဂလိပ်စိမရေမလီကြောက်ကြပါလို့တချို့အသက် နည်းနည်းပါးပါလိုက်စားရတယ်ကျုပ်တို့ကျတော့နည်းနည်းပါးပါသိတယ် တကယ် သိတယ် အဲ့ဒါကြောက်မသိတဲ့ဆေးလေးမင်းတို့ရ မမေးကြမရတော့ အဲ့ဒါဟိုစိတ်သိလာရမှာတော့မကျုပ်မီတော်တော့မီတော်မဲဗျာဘာမီတော်မှမသိပဲဖြစ်နေတာကျုပ်စိတ်ထဲမှာ ဟိုရောက်မင်းတော့စီးပဲလေ ဟုတ်တယ်အဲ့မီတော်မဲတော့ကျုပ်ကသိနေတာမီတော်မီတော်မဲလို့ဘာမီတော်မှမသိပဲဖြစ်နေတာရှိလာရင်မီတော် ဒီပြောတာဘာမီတွန်းစီးစီးတယ်လည်းကိုဘာမီတွန်း အဲ့ဒါကျုပ်ကမမှတ်မိဘူးလို့အင်္ဂလိပ်စိတ်ဆိုနေဘာလို့လဲဟိုစိတ်ရောက်ကြဘူးလား တရားတယ် အဲ့ဒါအကုတ်တက်ပက်လက်ဆိုတာ ကုတ်တက်ပက်လာဟာကုတ်တက်ပက်လာဘယ်နဲ့ကုတ်တက်ပက်လာတော့ ကုတ်တက်ပက်လက်ကျုပ်ကအကုတ်တက်ပက်လက်ဆိုတာ ဟောစီးမေးတယ် ဟိုစိတ်ရောဗါလဲတခါနှစ်ခါဆက်ကြတယ်ဆိုတာ တာရဆက်ကလေးဟာဘယ်နဲ့တကားတကားဆက်ကလေးလို့ ဗါလဲကအကိုက်ခတ်တော့တဲ့စိတ်ရောသိလားဘာလို့ Q1 လေးတွေလေ ဟောမင်းကတော့အနေကျစီ အနက်ကျစင် ဟုတ်တယ် အနက်ကျစင်နဲ့တူတဲ့စိတ်ရတယ်ပါစိ အနေကျစီနဲ့တူတာက transfer ဒါနဲ့နောက်မှတ်တာ transfer ကအင်္ဂလိပ်စာလေးပါတယ်အနေကျစီကကြတော့အလေကောင်ကအကွဲလေးနဲ့အဲ့ဒါတော့မှတ်တာအလေကောင်ကအကွဲလေးနဲ့နေရင်အနေကျစီလို့တော့မှတ်တာလေ ဩအလေကအကွဲလေးပါရင်အနက်ကျစင် ဟုတ်တယ် ဩအဲ့တော့တချင်းကဇုံနဲ့တချင်းမှာကျုပ်တယောက်တည်းဆိုလို့မရပါ ဘာလို့ပါတော့ ကျုပ်နဲ့ဇုံလွယ်လေးဆိုရအောင်လို့နောက်ကအနက်ကျစင်လေးခေါ်လိုက်စမ်းပါ ဘာခေါ်လိုက်တယ် ကျုပ်နဲ့ဇုံလွယ်ဆိုရအောင်လို့နောက်ကအနက်ကျစင်လေးခေါ်လိုက်စမ်းပါ ဒီကောင်အဆိုးတော့လုပ်ပါ ငါလာပြောတော့အလေကောင်ကအကွဲလေးပါရင်အနက်ကျစင် ဟေးလူကြီးမရုပ်ပဲနေတယ်နော်မဟုတ်ပြောနေတယ် သူပဲလေကောင်အကွဲပါအနက်ကျစင်ဆိုလား နောက်ကဘသူလာပါတော့ကဲအမ အမလေးရလားတချင်းက မရလာတယ် ရဆိုတော့ ရရင်လောက်စားကဘယ်တရှင်းလဲ ဘာလို့နေရတော့မေးလားဘာမို့ မင်းကနှစ်ပါးကကနာလည်းမင်းကကျမမမကားတယ်ပဲ မေးကောတာကိစ္စမရှိဘူးကလေးမှမတတ်ရဘူးလေဟာ အရင်ကလည်းဗာလဲသူနဲ့ကျုံနဲ့အရင်လှုပ်ဘူးလေ ဘာလို့လာလဲ ဆက်ဆက်မှာအတူတူသူကမင်းသမီးကျုံကလူနော်ကဘူးလေ ဟောင်းနေလူချင်းလွဲနေလို့ရှိနေတယ်လူချင်းလွဲနေလို့ရှိနေတယ် တက်ကျုပ်မကားတဲ့ကောင်စိတ်ဆိုးပြီးမကားကြတယ်လည်းဖြစ်ဖြစ်မှာပါခင်ဗျာ မေးပါစိတ်လို့ကြရှိတယ် စိတ်ဆိုးရရှိရပေါ့လေရွာကလည်း तू ကအလူနာဝါဒနာကြီးတယ်လေဟုတ်လား तू
ဝါတော့မှဇရက်ကလေးလူချင်းနေတယ်ဆိုကျုပ်လာပြော ဟုတ်ကဲ့ ကျုပ်ကလည်းဇရက်ကလေးလုပ်ပေးလေရတာ ဇေယကိုယ်တိုင်လုပ်ပြီ လက်သမားဟုတ် ဟုတ်ကဲ့ဟုတ်ကဲ့ ဒါဇရက်ကလေးမရှိရင်တော့ဒီဘက်လာကြတယ်ငါရိုးစင်လေးလိုးမှပဲတဲ့ ဟောဇေယပြေမှာတဲဖို့ တော့မယုံနဲ့ဆိုငါရိုးစင်လေးလုပ်ပေးတယ်ဒီလာလေးကပွဲမအောင်ပါဘူးဆိုမှလာပြောတယ် ဟာလေ ဘာမှမတစောင်းလေးလုပ်ပေးသားမှာ တစောင်းလေးလုပ်ခိုင်း စောင်းလေးလုပ်ပေးသားမှာလဲဆိုတော့ငါလည်းငါလို့ပွဲရမအောင်ဘူးလို့ ဟော စောင်းမလုပ်ပေးတဲ့မျိုးပြာလို့ပြောတာအဲ့တော့သူ့တစောင်းလုံးမပေးလို့လည်းစိတ်ဆိုးလာငါ့ဦး မမဘလို့ပြောနေရတော့ကျမကဇယံဆောင်လူချင်တယ်လို့ပြောတယ် ဒီပွဲတိုင်းကမှဒီတစောင်းလို့ပြန်ပြီးကြွားပြန်ပြီးတော့အလူညဝါဒနာကြီးတာဟိုလူကိုလူနေရမှာသူက ဘောဘောဘယုတ်တော့ကမပြောနဲ့ကလေးမစိတ်ဆိုးသွားလိမ့်မယ် တလေးမှစိတ်ဆိုးတယ်ချော့ရတယ်ခုခေတ်ကချော့ရတာလွယ်တယ် ဘယ်လိုချော့ပါ ဒီစိတ်ဆိုးနေဖုန်းလေးထည့်ပေးလိုက်မယ်ဟုတ်တယ်ရအောင်ပါရ မဲဘုံမင်းနဲ့ချော့ပါ အဲ့တော့ဟိုတို့ကြတော့မယ်ဖုန်းလေး9000တက်တာဆိုတော့မယ်300လောက်ပဲသုံးတာ ဟုတ်တယ် တက်ပြဝဲသုံးတာဟုတ်မယ်သုံးတာအဲ့တော့ဟိုမဖုန်းလေး9000ဆိုရင်လေဘယ်လောက်ခံနော် တန်းကုန်သွားတာလေ ဟောဖုန်းလေး9000တော့ကုန်ပြီဟာ ဝါမို့မဲအဆူတော်တော့ပြောနေတာနော် ရပါကျန်တဲ့ဇုံလဲတော့ဘယ်ပြီးပါလားဟောဗျာ မဆိုင်ဘူး तू မဆိုင်ဘူးอ่ะနေကဘောအတွက်ငါတက်တက်ခေါ်လာတယ် ဟုတ်လားခေါ်ရတယ်ဘုရားဖုန်းနံပါတ်လေးတော့ဒီမှာဒီ ဟိုဘက်နဲ့နေ ဆယ်မနေလို့ဘာညာပေါ့ကွာ မင်းသမီးမင်းအတွက်တီးတန့်ခေါ်လာတယ် နာမည်ကဘယ်သူလုံးပေါ့ဟုတ်ကဲ့ မလိုဘူးမင်းကတက်တိုင်းမလိုနဲ့မင်းတိုးလိမ့်မယ်မင်းတိုးပါနဲ့ နောက်တော့မှမင်းသားရဲ့လူတွေပြေးတာ ဟုတ်ပြီနော် တော့ခေါ်တော့ငါတွဲချင်တယ် ကဲတော့ကကိုဝမို့နဲ့တွေ့ကမယ်မင်းသမီးကြီးကြောက်ခဲ့ပါဗျာနော် ချီးမွမ်းထားတာအလဟတ်တဖြစ်အောင်လုပ်တာဟဲ့ နောက်ပိုင်းဗလာတိုင်းလေးပြီးရအောင် ဟဲ့ဘာဗလာတဲ့ကိုမင်းကောက်လာတက်တက်ခေါ်လာတာနော် အမလေးဝမ်းမကူကတော့ဘူးလား မကလို့မရဘူးတော့က ဘာ မ ကြီး င်းအတွက်ကတီးတက်ခေါ်လာတာ ဘာကြီးနဲ့မကကြပါဘူးလား ကြောက်မင်းကဒါကြီးနဲ့မပြောနဲ့လေမင်းအထီးကအကလိုချင်တာမှတ်လား ဟာကကျင်တာပေါ့ဟာလားလေ ကကျင်တာဆိုရင်ဒီမင်းသမီးတွေကွက်တီးတယ်သူကလည်းကတတ်တယ် ခင်ဗျာမင်းသမီးရခင်ဗျာလေကောင်းမှမသိလို့ကောင်းမှမသိကြောက်သိတာကြောင်းတယ်မ မ လို့ ကောင်းရင်ကျုပ်အားမနာနဲ့တန်းတယ်အဆန်းကကြည့်လိုက် သိကြလား သိကြတယ် ရွာလာမှာအာမခံတယ်ဆိုတော့ကျိုးလေမတော်လွဲလို့တွဲတော့တွဲအောင် အခုပြောတာခင်ဗျကကြည့်လိုက် အဲ့ရွာသားအာနာကကျုပ်ကကမလားမကောင်းကျုပ်ကတက်ကြမလား အာမကောင်းကျုပ်အားမနာဝနဲ့ဆိုကြကဲ အာမိုးကြီးသိခါကြခါပြီးတော့ကမလေးဒီဟာပါကြီး အားကိုမနာနဲ့အားမနာနဲ့ကဲကျွန်တော်အားနာလို့ကပါတဲ့ကကကက ကြောက်ကြောက်ပါကြောက်ကြောက်ပါ ဒီကတော့မလုံးနဲ့ ဒီမှာလည်းကြောက်ပါကြာကြာလို့ပြောတာလို့ဟုတ်တယ်မနေတော့မလို့ပေါ်ပါဘူး 你天天要帮我လုပ်ပါနဲ့ဟာလာတဲ့ပြီးရပါလိမ့်
ရှင်းမှုရှင်းဟန်လေးကလာဆိုတော့ ဟုတ်ပြီ ရှင်းရုံလားနှစ်ပေါင်းကကခဲ့တယ်ဘွေးမိပုံဆိုတဲ့ချင်းကအပိုက်တဲ့အများကြီးကျန်နေဟုတ်လားဟုတ်တယ် ဘယ်လိုလဲ နှစ်ပေါင်းကကလို့ကောင်းတဲ့အပိုက်အတိုက်ပဲ ဘယ်လိုလဲ လေကောင်းကြည့်နေဘုံဘုံဒီဘုံတဲ့အားလိုက်ဘုံရှာလေကောင်းကြည့်နေဘုံဒီဘုံတဲ့အားလိုက်ဘုံပတ်လေဘုံအတိလေးနဲ့ဆုံးမမင်းတို့ရဲ့ထွေးဘုံလေကောင်းကြည့်နေချင်လို့ဆွဲဝိုင်းလို့ဆိုလို့ဝိုင်းလို့ညာလို့ဝိုင်းလို့ညာလို့ဝိုင်းလို့စီလို့ဖင်သမီးကဘုံဘုံရဲ့ဟဲ့ဟဲ့ကောင်းမျိုးပါဟဲ့ဟဲ့ မင်းမခေါ်သေးနဲ့တော့ကနေလို့အဲ့အလုပ်ဆောင်နေ သူ့ဘောကြလို့ကြမယ်မသိသူ့စောင့်နေကြလို့ကောင်းတာမသိဘူးမပြောဘူးလို့လိုက်ပါအောင်ဆိုတာရပါလိမ့်မယ် မရှိတော့ဟုတ်တယ်တဲ့လို့ စာလားတော့မေ့ပါနဲ့ရောက်တော့မှမသိလိုက် မင်းသမီးကကျွန်တော် ဘူးမင်းသမီးရဲ့ထမင်းပေါင်းလင်းကောင်းကြီးနဲ့ချစ်လို့ဆွဲလို့ဘာလို့လို့ဘာလို့ညာလို့ဘာလို့ညာလို့ဘာလို့မင်းဒီကဘုံဘုံတဲ့ဟဲဟဲမောင်လုံးချောင်းဟဲဟဲဘယ်လိုဖြစ်နေလဲလို့ ခေါ်တယ်ဟာဟာ ဒီမင်းကမတက်လာလို့ကမှာဒိတ်မကြည့်တာ ဆိုင်လေးဓမင်းတော်မစားရတော့ဒီမြတ်ဘွားကြီးကြီးလေးဟာ မမနဲ့တစ် ရေးရေးရေး မကောင်းတော့တက်နေမှာ မ နော် ကောင်းရင်တန်းတန်းပြ စံကကြီး ဟေး အစကောင်းရင်တန်းအပိသက်ဘာဖြစ်သွားတာတော့ဟာအေးမောက်ပိုင်လုပ်ပြီးတော့ကန်းတော်မင်းချက်ဖို့တို့တခါလဲအကြနေလို့ရတယ်တော့နေမြေမှာမဖြစ်ဘူးငါမင်းသားကန်းတော့ပါပဲအေးနေမေလာဂျာရီကကျွန်တော်တောင်းပန်နေကြ ကားလေးကတော့မစိုးပါဘူး ဟုတ်ကဲ့ အမေကျုပ်အောင်လို့ခံရတာမဟုတ် ဟော ဘူးရတယ်သမောပေါက်ပါဟမ်ကျုပ်အောင်လို့ခံရတယ်လေ ဟုတ်ကဲ့ အကြက်ဖို့နှာခေါင်းရအောင်ပြန်ပါမယ်အဲ့ဒီပတ်လေကောင်းကြည့်နေဘုံဘုံလေးဘုံလေးပါတော့လေကောင်းကြည့်နေဘုံဘုံလေးဘုံလေးပါတော့လေဘုံလေးလေးဆုံးမဘုံလေးရဲ့ခရီးပေါင်းလေကောင်းကြည့်နေချစ်လို့ဆွဲဘယ်လိုဆိုဘယ်လိုညာလို့ဘယ်လိုညာလို့ဘယ်လိုဆိုဘုံလေးကဘုံလေးဟဲ့ဟဲ့ဘုံရောဘဲဘဲ လုံးပြန်ပြီကွာနေနာနေနာကဘာဖြစ်လို့တော့ခြေထောက်နာလားအဲ့လိုပေါ်လာတော်ပါလေနေရလဲနေမေဟာနဂါရှိပြီ အဲ့ဒါရလား ဗျာ ။နာမည်တက်တဲ့ကျုပ်နဲ့ညစ်ပတ်နေလားမသိဘူး မဟုတ်တော့ပါဘူးဗျာခင်ဗျားတို့တိုက်ထားတာမဟုတ်တော့ပထမအကာလေးတွေလာတယ်အပိတမကြီးလွယ်နေတာဒီ ။စိတ်ဆိုးတာပေါ့ဒီ လုံးလေးနဲ့ချောင်းမယ်လေမိမိလုံးလေးကိုကြည့် ။ တော့ တော့မညာငါမောပြအီကိုထွက်လာတယ် လုံးလေးကြည့်ရမှာ ။အဲ့ဒါ ဟာဟိုမင်းလာတက်ကိုတက်ပြီးမတိဟောမမနဲ့သူစီးတဲ့ဘာပြေးတာလဲနော် မကားလေးကောင်းလို့မဆိုဘူးမူဒီတိုက်ခိုက်တယ် ။ရတယ်နော်ညီကတော့ရှိနော်။ရှေ့ဘက်ကမှမြူးပြီးထွက်တာဒီဘက်ကမြင်နေမှာ ဘယ်လိုလဲ ။အခုပြန်ကြော်သွားလေးနဲ့ ဟုတ်လား ဟင်ကားဟင်ကားဟဲ့ဟဲ့။သမီးနဲ့ဘောလေးနဲ့ဘောဟဲ့ဟဲ့ဘောဟဲ့ဟဲ့ဟဲ့ဘောဟဲ့
လို့ပြောတာဒီငါလောက်တာဘာရှိလို့ပြောတာဟမ် မင်းသမီးလေမျိုးတက်နေတာတော့ဟိုကဘယ်လိုလုပ်တာတော့မလို့ ဟဲ့ကောင်ကကြောက်ကြောက်နာရှိပြီဟဲ့ကောင် ဟုတ်လားမင်းလည်းဒီသုံးမျိုးဆောင်နဲ့လန့်ကြည့် ဘယ်လိုနည်းနဲ့ဘောစိတ်ကြီးနဲ့ပြောတာလဲသင်ကြီးရရှိတယ်ရှင်းတယ်တော့လွဲနေတယ် ဘယ်လိုလဲနေနီးဘာရလဲကျွန်တော်မှားပါလား မှားတော့ မှားပါတယ်ညီငါတောင်းမြင်ကြတယ်တဲ့လားတကယ်တောင်းမြင်ကြတယ်လားဒီကောင်မငါတက်တက်ကိုညစ်ထုတ်လာလားဆိုစိတ်ချက်တကယ်ခုစိတ်ချက်ခုတဲ့တည်းငါဘယ်လိုကြီးတတ်နေလိုက်တာလား ဟုတ်တယ် တောင်းမှန်တယ်အဲ့တော့အနုပညာသမားဆိုတာအပြင်ဘက်မှာအညို့အာကာရတွေဘယ်တော့ပဲရှိကြီးအလုပ်ထဲမှာတော့တိတ်သက်ကြီးနဲ့တွေ့နေအပြုံးမစင်ပြီးကပြပြောပြရတယ် အာကာရတွေပြေးဖေးရတယ် အာကာရတွေပြေးဖယ်လိုက်ရအောင်ကောင်းကောင်းလေးတွေကလိုက်ရအောင် ဟုတ်တယ်ဟုတ်တယ် ထေကထေနေဒီတဲ့ကြမှာဒီလွဲနေတာမင်းသားရဲ့နင်းပါပြည့်နော် အားပြည့်အားပြည့်အားလို့ ရှင်လေးလက်ဖြစ်သွားတာ အဲ့ဒါတွေ့တော့မှလေ ဒီကိုရအတမဆင်းလို့ရှာနောက်ပဲဒီလာခဲ့ရော အဲ့တော့ဒါတော့ကျွန်တော်ကဒါကမင်းကမှားတာမဟုတ်ပါဘူးဒါမတော်မှားလို့ ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် ရှေ့ပိုင်းဆိုတော့ကောင်းပါတော့အကတော့ကိုင်းကိုင်းနဲ့လမိုင်းကတ်တော့ ဓမိုက်ကတ်တော့ ဘယ်လိုဖြစ်လာတော့ခင်ကြီးကိုအဲ့ကိုင်းကိုင်းနဲ့လမိုင်းကတ်တော့မှဆိုတော့တရှင်းလေးကအကလေးတော့နည်းနည်းတော့ထပ်လာ ဟုတ်ပြီ ကောင်းပါအဲ့ရှေ့ပိုင်းဆိုဘူးကောင်း ဘယ်လိုလဲ နိုင်လူကောနိုင်ကြလူကောဟဲ့လား မလာခဲ့တဲ့ခါပေါင်းကြတော့ဟိုတိနေပြီနော်ခြေထောက်နဲ့ကားရတာနော်မလုံနဲ့ that's it I know ဟာကြော်လေးမမဲလာလို့ say you are good andဒီညာလေးအကြလေးကောင်းအကြတော့သေချာလေးကောင်းဒီညာလားဒီညာရဲ့လက်ပေါ်မှာမင်းသမီးလေးကပွေလေးဟလားအစုံဆုံးကလေးပွေလို့ပွေကြ ဟုတ်ပြီ အဲ့လို line မှာမိုင်လိုနဲ့ဘယ်အောင်ဖလားကတာကြည့်ပြမလားဟာမင်းသမီးဘယ်အောင်ဖလားဆိုတော့မိုင်လိုကြီးကမင်းသားဆိုတော့မင်းသားရဲ့လက်ကလေးကိုပွေလေးကြအဲ့ဒီမျိုးနော်သက်စရာနော်ဟာကြောင့်လည်းမပေးရနိုင်လို့ say you are good andရောက်ပြီဖြည်းဖြည်း နောက်တော့ငါတို့မှတော့ရတယ်နဲ့တည်တော့ပါပဲ ဒီကြကိုကြမှာသလားနော်ဒီငါ့ပေါ်ရောက်မှာကွေးလေးကိုဖြစ်ရမှာသား ပြန်လာဒီမဲ့ဟဲ့ကောင်းပါလေ နော် ပြုတ်တော့ဟဲ့ကြီးအဲ့လိုလေးတော့မှတော့ ကွေးလေးအကြိုက်ကြမှာလေ ငါတို့ကငရင်းနဲ့လက်နေရတယ် တမီးကဟိုလင်းသွားတမီးအောင် ငါဘယ်နေမှာပါတည်းလဲငါတည်းရ တဲ့တော့ ဘယ်